တနာရီလောက်အချိန်ယူပြီးတော့တရားဒေသနာများနာယူကြည်ညိုကြမယ်နော်ဒီကနေ့သာသနာတော်နှစ်2562ခုကောဇာတက္ကေ1389ခုတော်သလင်းလာပြီးကျော်10ရက်17ရက်လားတော်သလင်းလာပြီးကျော်17ရက်2019ခုနှစ်6လပိုင်း16ရက်စနေနေ့ညချမ်းခါကာလမှာစင်ကာပူနိုင်ငံမိုးကုတ်ဝိပဿနာတရားစဉ်နဲ့လုပ်ငန်းစဉ်ပြန်ပွားရေးပြည်ပအဖွဲ့ခွဲ1သစ္စာပါရမီဓမ္မရိပ်သာမှကြီးမှုပြီးတော့ဆင်ရင်ကျင်းပကြတဲ့360ကြိမ်မြောက်တနေ့တာဝိပဿနာလုပ်ပေးတရားစခန်းဓမ္မဒါနအထိမ်းအမှတ်ဝါတွင်ကာလ2ရက်တာဓမ္မဒါနဓမ္မပူဇာတရားဝဲတဲ့မှာဒီကနေ့ပထမနေ့ရဲ့ညချမ်းကာလရသော်ဘုရားဟောကြားတော်မူခဲ့တဲ့တရားဒေသနာတော်တို့ကိုနာယူကြည်ညိုကြဖို့အလုံးစုဝေးညီညာရောက်ရှိလာကြတဲ့တရားဓမ္မပေါင်းတော်ကောင်းတို့ကိုဦးဇင်းတို့ဗာတရားဟောပြခြင်းလဲဆိုလို့ရှိရင်မေဇိမနိကေမေဇိမပါဏာတပါဠိတော်မှာလာရှိတဲ့မဟာကန္တိယသုတ်တံလို့ဒီသုတ်တံမှာအတိကဟောကြားခြင်းခံရတဲ့မဟာကန္တိပုံနာကြီးရဲ့နာမည်ကိုသုတ်တံရဲ့နာမည်ဖြစ်ဖြစ်မှတ်တမ်းတင်ထားတဲ့ကာမနဲ့ဘဝရဲ့အကြောင်းကိုမြတ်စွာဘုရားသိတော်မူမြင်တော်မူသည့်အလျော်စွာဥပမာအမျိုးမျိုးနဲ့ဟောကြားထားတဲ့ဒီတရားဒေသနာကိုဦးဇင်းတို့ပိဋကပေါင်းသူတော်ကောင်းတို့ကိုဟောမယ်လို့စီစဉ်ထားပါတယ်ဒီသုတ်တံကိုလည်းပဲဗုဒ္ဓဘာသာဝင်သူတော်စင်များအလွန်တရာကြားဘူးနာဝများကြတယ်ပေါ့နော်အကုန်လုံးကိုအစီအစဉ်တကျမကြားဘူးအောင်တောင်မှဒီသုတ်တံတွေကတချို့သောစကားတော်တွေကိုပိဋကပေါင်းသူတော်ကောင်းတို့မှတ်သားဘူးကြတယ်အလွန်နာမည်ကြီးတယ်ဒီသုတ်တံတွေကတချို့စကားတွေကာမရဲ့ပေါ်မှာမမောတဲ့လောဘဖြစ်တယ်ဆိုတာနူနာယောဂဆွဲတာနဲ့အတူတူပဲလို့ဒီဥမာလေးကိုလည်းပဲလူတိုင်းကြားဦးတယ်နော်အဲ့ဒါဒီသုတ်တံထဲမှာလာတဲ့စကားတော်ပေါ့ဒီသုတ်တံကိုဦးဇင်းတို့ပိဋကပေါင်းသူတော်ကောင်းတို့အသေးစိတ်နောက်ပိုင်းမှာလည်းပဲအချင်းယူပြီးတော့လေ့လာကြည့်စေခြင်းတယ်ဘာကိုရည်ညွှန်းပြီးတော့ဘလို့အကြောင်းအရာတွေကိုသိစေလိုတဲ့စိတ်နဲ့မြတ်စွာဘုရားဟောတော်မူခဲ့တယ်ဆိုတာလေးကိုစီစစ်ကြည့်စေခြင်းတာဦးဇင်းတို့နားလေတဲ့လောက်ကတော့ဒီသုတ်တံမှာအပိုင်း2ပိုင်းရှိတယ်ပေါ့အဲ့ဒါကပထမအပိုင်းကကာမရဲ့အကြောင်းကိုပြောပြတာဒုတိယအပိုင်းကဘဝရဲ့အကြောင်းကိုပြောတာသုတ်တံဖြစ်ပေါ်လာခြင်းရဲ့အကြောင်းအရာလေးကလည်းစိတ်ဝင်စားတဲ့အကောင်းတယ်အခါတစ်ပါးမှာဘုရားရှင်ကိုရမေကြီးကုသိုလ်တိုင်းကမ္မတဓမ္မနေကုံရွာကြီးနဲ့မနိမဝေးတောအုပ်တစ်ခုကိုအမိပြုပြီးတော့မြတ်စွာဘုရားတရင်သုံးကမ္မတဓမ္မနေကုံရွာဆိုတာကမဟာသတိပဋ္ဌာနာသုတ်တံကြီးကိုဟောကြားတော်မူခဲ့တဲ့ရွာကြီးပေါ့အလွန်နာမည်ကြီးတဲ့ရွာကြီးပေါ့နော်အဲ့ဒါလိုမြတ်စွာဘုရားတနေ့တော့စွမ်းခံပြီးတော့စွန့်ဖုံးပေးပြီးတော့အဲ့ဒီတောအုပ်ထဲမှာနေခင်းနေလေနေတန့်စင်တယ်ခေါ်တာပေါ့အေးအေးချမ်းချမ်းတရားနဲ့နေတရင်သုံးတယ်အဲ့ဒီအချိန်မှာဦးဇင်းတို့အဲ့ဒီနေကုန်းရွာကြီးတွေကမဟာကန္တိဆိုတဲ့ပုံနာကြီးတယောက်ရှိတယ်အဲ့ဒီပုံနာကြီးကအညောင်းပြေလမ်းလျှောက်ရင်းနဲ့သူ့ရဲ့တငယ်ချင်းဘာရရွာစကောက်တလို့အမည်ရတဲ့သူ့တငယ်ချင်းရဲ့အိမ်ကိုဝင်တာအဲ့လိုဝင်ရင်းနဲ့အဲ့ဒီဘာရရွာစရဲ့အိမ်မီတင်းကုတ်ထဲမှာမြက်ဖြာအခင်းလေးတစ်ခုခင်းထားတာရှိတယ်အဲ့ဒီအခင်းလေးကိုမြင်တဲ့အခါကျတော့မာဂန္ဒီပုံနာကြီးကသူ့တငယ်ချင်းကိုဘာရရွာစဒီမြက်ခင်းကရဟန်းနေနေတဲ့နေရာလေးနဲ့တူလိုက်တာအောင်ဒါပစုအတွက်ခင်းထားတဲ့မြက်ခင်းလေးလေလို့မေးတဲ့အခါကျတော့ဘာရရွာစကမြတ်စွာဘုရားကိုသူကကြီးညိုတယ်သူ့တငယ်ချင်းကိုဘာပြောတော့ဆိုတော့အဲ့ဒါယဟန်ဂေါရမသိတ္တထမင်းသားဘောကနေပြီးတော့တရားကျင့်ပြီးတော့အလုံးစုံကိုသိတော်မူတဲ့တပ္ပညုတဉာဏ်ကိုရတယ်လို့ဝန်ခံတဲ့ယဟန်ဂေါရမရဲ့နေရာဖြစ်တယ်
အဲ့ဒီမြတ်စွာဘုရားဟာကိလေသာခတ်သိမ်းငြိမ်းတော်မူတဲ့ဆိုတဲ့အရဟံကိုတရားလုံးစုံကိုမဖောက်မပြန်သိတော်မူမြင်တော်မူတဲ့ဆိုတဲ့သမ္မာသမ္ဗုဒ္ဓကိုဂုဏ်တော်9ပါးကိုစုံအောင်ပြောတယ်အဲ့ဒီဂုဏ်တော်တွေနဲ့လောကကြီးမှာထင်ရှားတယ်ကြောကြားတယ်လူတိုင်းကလည်းပဲဒီဂုဏ်တွေနဲ့ပြည့်စုံတယ်ဆိုပြီးတော့အလွန်ကြည်ညိုကြတယ်မျက်နှိုးကြတယ်အဲ့ဒီယဟန်ဂေါတမရဲ့ဒါနေရာလေးပါလို့အဲ့လိုပြောတဲ့အခါကျတော့မာဂန္ဒီပုံနာကြီးကဘာပြောတော့ဆိုတော့ငါစက်သေးမရှိတဲ့အရာကိုမြင်ရတယ်မမြင်သင့်တဲ့အရာကိုငါမြင်ရတယ်မြင်ရတာမကောင်းလိုက်တာဘာဖြစ်လို့လဲဆိုတော့အဲ့ဒီယဟန်ဂေါတမဟာအညွန့်တုံးနေတဲ့ပုဂ္ဂိုလ်ဖြစ်တယ်တဲ့နော်အဲ့ဒါကဦးဇင်းတို့မြန်မာပြန်ထဲမှာအဲ့လိုလေးဘာသာပြန်တယ်ပါဠိတော်ထဲမှာတော့ဘူနဟုနောဘူနဟုနောကြီးပွားခြင်းကိုဖျက်ဆီးတတ်တဲ့သူဒါကမြတ်စွာဘုရားကလောကီကြီးပွားခြင်းချမ်းသာခြင်းဆိုတာတွေကိုဘာမှသိပြီးတော့အလေးကရုပြုပြီးတော့ဟောတာမရှိဘူးအဲ့ဒါတွေကိုသူတို့ကရည်ရွယ်ပြီးတော့မြတ်စွာဘုရားကိုတချို့ပုဂ္ဂိုလ်တွေကအဲ့ဒါလိုဆွဆွဲကြတာပေါ့နော်ဘူနာဟုနောကြီးပွားခြင်းကိုဖျက်ဆီးတတ်တဲ့လူကြီးပွားရေးကိုပိတ်ပင်တတ်တဲ့လူတချို့လည်းပဲဒီခေတ်အဲ့ဒီယူဆရှိတယ်ရောင်ရည်ရမယ်တင်းတင်ရမယ်လို့ပြောလို့ရှိရင်သိမကြိုက်ချင်ဟုတ်လားမြတ်စွာဘုရားကလောကီကြီးပွားကြောင်းချမ်းသာကြောင်းဟောတာမဟုတ်ဘူးတကယ်စစ်မှန်တဲ့ချမ်းသာရခြင်းရဲ့အကြောင်းကိုသာဟောတာဟုတ်လားရှင်သေးသည်ဆိုတာဘယ်မှာတည်ရလို့ကြားဘူးတော့သိင်ကြီးရွှေခွက်မှာတည်တာလို့ကြားဘူးတယ်ဒါကစကားအရာပြောတာလည်းဖြစ်ကောင်းဖြစ်မယ်ပေါ့နော်ရှင်သေးစီဟာသိင်ကြီးရွှေခွက်မှာတည်တာမတည်တာတော့မသိဘူးမြတ်စွာဘုရားရဲ့တရားကတော့ပင်ကိုဉာဏ်ပฏิပန်ရှိတဲ့ပုဂ္ဂိုလ်ရဲ့တန်တမာသာလည်းတည်နိုင်တာဒါကတော့သိကြတယ်ဟုတ်လားအဲ့ဒါလိုနားမလည်နိုင်တဲ့လက်မခံနိုင်တဲ့ပုဂ္ဂိုလ်တွေကမြတ်စွာဘုရားကိုကြီးပွားခြင်းကိုဖျက်ဆီးတတ်တဲ့သူကြီးပွားမှုကိုပိတ်ပင်တတ်တဲ့လူလို့အဲ့လိုဆွဆွဲကြတာရှိတယ်မြန်မာပြန်ထဲမှာတော့အဲ့ဒါလေးကိုသူကဘလို့ဘာသာပြန်အညွန့်တုံးသူတဲ့ဟုတ်လားအာမကြီးပွားတိုးတက်မှုမရှိဘူးအညွန့်တုံးနေတယ်သိပင်တပင်အညွန့်ချိုးခံလိုက်ရတယ်ဆိုလို့ရှိရင်ကြီးပွားမှုကဘာဖြစ်တော့ရက်တန့်သွားတယ်ဗောနော်အဲ့ဒီခိုက်တန့်မှာအဲ့လိုမျိုးပြောတဲ့အခါကျတော့ဘာရရသပုံနာကြီးကသူ့တငယ်ချင်းကိုစကားကိုအစောတလင်ကြီးမပြောနဲ့ဘာဖြစ်လို့လဲဆိုတော့အဲ့ဒီယဟန်ဂေါတမကိုနော်လူတွေရောနော်ပညာရှိဆိုတဲ့ပုဂ္ဂိုလ်တွေမင်းဆိုတဲ့ပုဂ္ဂိုလ်တွေသူ့ကိုအလွန်ကြည်ညိုရတယ်သူ့ရဲ့အကျင့်လန်းစဉ်ကိုအလွန်တရာမှမျက်နှိုးကြတယ်ဒါကြောင့်မလို့အယံကာယောကြီးမပြောလိုက်ပါနဲ့အဲ့လိုပြောတဲ့အခါကျတော့ပါဂဏီပုံနာကြီးကငါမကြောက်ဘူးတဲ့တင်သူနဲ့တွေ့လို့ရှိရင်လည်းပဲအဲ့လိုပြောတယ်လို့ပြောလိုက်ပါရတယ်အဲ့တော့ပါရတော်သားကသူနဲ့တကယ်ထိတ်တိုက်တွေ့မယ်ဆိုရင်တော့တင်အဲ့လိုပြောရဲသလားပြောရဲပါတယ်တဲ့ဘာဖြစ်လို့လဲဆိုတော့သူတို့လိုပုံကိုမျိုးကိုတို့ရဲ့ကြမ်းကန်နေတဲ့မှာဒါကြီးပွားမှုကိုဖျက်ဆီးတဲ့လူအညွန့်တုံးတဲ့လူလို့အထင်ရှားဖော်ပြထားတယ်ကြမ်းကန်အထောက်အထားနဲ့သူကဘာလို့တာတော့ဆွဆွဲတာပေါ့နော်ကြမ်းကန်ဆိုတာလေဘလို့ကြမ်းကန်တော့ဘလို့လူတွေကရေးခဲ့တာတော့စစ်စစ်ရှာရှိရနော်ဟုတ်လားကာလမသုတ်တန်ထဲမှာဒါဟာကျမ်းစာတွေကပါတယ်ဆိုပြီးတော့လည်းမယုံလိုက်နဲ့အောင်ဟုတ်လားဒါတွေကြားဘူးတယ်မို့လားနော်ဆရာစင်ဆက်မှတ်သားခဲ့တယ်ဆိုပြီးတော့လည်းမယုံလိုက်နဲ့အောင်ဟုတ်လားဒါကရှေ့ထုံးဆင်လာဆိုပြီးတော့လည်းတောက်လျှောက်ကြီးလက်မခံလိုက်နဲ့အောင်ကိုယ်ပိုင်ဉာဏ်ဆိုတာရှိတယ်ကိုယ်ပိုင်ဉာဏ်ကိုအသုံးပြုရမယ်ဟုတ်လားအခုသူကဘာပြောတော့ကျမ်းဂန်နဲ့မညီတဲ့အတွက်ကြောင့်ဒီနေရာဖြင့်သူတို့ကျမ်းဂန်ထဲမှာဒီလိုနေထိုင်တဲ့ပုံကိုယ်တွေဟာအညွန့်တုံးသူလို့အတိလင်းပြထားတယ်ဒါကြောင့်ငါပြောရတယ်တဲ့ယဟန်ဂေါတမဟာအညွန့်တုံးတဲ့လူဖြစ်တယ်အဲ့ဒီလိုသူတို့နှစ်ယောက်အချီချာပြောနေကြတာကိုမြတ်စွာဘုရားကတောထဲမှာတစ်ပင်အောက်မှာငြိမ်ငြိမ်ချမ်းချမ်းသတင်းသုံးနေရင်းနဲ့နတ်တို့ရဲ့နာကဲ့သို့စင်ကြယ်တဲ့ဒိဗ္ဗသောတဓာတ်နဲ့ကောင်းကောင်းကြားတယ်တဲ့ဟုတ်လားအဲ့လိုကြားတဲ့အတွက်ကြောင့်ညာချမ်းညနေခင်းရောက်တဲ့အခါကျတော့မြတ်စွာဘုရားအဲ့ဒီနေရာကိုကြွလာတယ်ကြွလာပြီးတော့အဲ့ဒီဘာရရဇပုံနာကိုဘာရရဇဒီမြက်ခင်းကိုအကြောင်းပြုပြီးတော့သင်တဲ့မာဂန္ဒီတစုံတရာမြန်ပြောကြသလားအဲ့လိုလဲမေးလိုက်ရောအဲ့ဒီဘာရရဇပုံနာကြီးကစက်တီးတစ်ပြန်ပြန်ထားတယ်ဩသိနေတယ်အဲ့ဒါနဲ့မြတ်စွာဘုရားတဲ့တပည့်တော်ကအဲ့ဒီအကြောင်းကိုအခုပဲရှောက်မလို့လုံနေတာတဲ့အဲ့ဒါမြတ်စွာဘုရားအရင်ဥအောင်ပြောပြီးအဲ့လိုမြတ်စွာဘုရားနဲ့ပါရတော်ဇာပုံနာကြီးကအဲ့ဒီအကြောင်းကိုပြောနေကြတုန်းမှာပဲမာဂန္ဒီပုံနာကြီးဟာနောက်တစ်ခေါက်ပြန်ရောက်လာတယ်
အဲ့ဒီနေရာကိုဟုတ်လားရှောင်းလာတဲ့အခါကျတော့မြတ်စွာဘုရားနာချင်းကပ်ဝမ်းမြောက်ဖွယ်ရစကားဒါကတော့လူမှုရေးရာစိတ်ထဲကတိတ်ပြီးတော့သဘောမကျတော့လည်းပဲအပြုံးနဲ့ဆက်ဆံကြတယ်ဆိုတာတော့ခေတ်ဆက်ဆက်ရှိတာပေါ့နော်အဲ့လိုမျိုးပြောဆိုပြီးတော့တင့်တော်တဲ့နေရာမှာထိုင်ရင်းနဲ့အဲ့ဒီချိန်မှာမြတ်စွာဘုရားကမာဂန္ဒီပုဏ္ဏကြီးကိုဓာတ်ရိုက်ဖက်ပြောတာမာဂန္ဒီတဲ့ဟောဒီမျက်စိဆိုတဲ့သဘောဟာယူပါယုံမှာမွေ့လျော်တဲ့သဘောရှိတယ်ဆိုလိုတာကဒီမျက်စိလေးကအယောင်အဆင်းတွေမှာမွေ့လျော်တဲ့သဘောရှိတယ်အယောင်အဆင်းမှာပျော်တဲ့သဘောရှိတယ်အယောင်အဆင်းကိုနှစ်ချိုက်တဲ့သဘောရှိတယ်တဲ့အဲ့ဒီမျက်စိကိုငါဟာကောင်းကောင်းဆုံးမထားပြီးပြီတဲ့လုံခြုံအောင်လုပ်ပြီးပြီတဲ့စောင့်ရှောက်ထားပြီးပြီပိတ်ဆို့ထားပြီးပြီတဲ့ဒါကြောင့်မလို့အဲ့ဒီမျက်စိဆိုတာလေးကိုလုံခြုံအောင်လုပ်ဖို့စောင့်ရှောက်ကြဖို့ပိတ်ဆို့ဖို့ငါတရားဟောတယ်တဲ့အဲ့ဒါကိုရည်ရွယ်ပြီးတော့သင်ကငါ့ကိုအညွန့်တုံးသူလို့ဆိုလိုသလားတဲ့ဟုတ်လားပုဏ္ဏဟုဏငါ့ကိုကြီးပွားရေးကိုဖျက်ဆီးတယ်လို့ပြောချင်တာလားတဲ့အဲ့ဒါမာဂန္ဒီပုဏ္ဏကြီးဟာဟုတ်တယ်တဲ့အဲ့ဒါဘာဖြစ်လို့တုံးဆိုတော့ကျွန်ုပ်တို့ရဲ့ကျမ်းဂန်ထဲမှာအဲ့ဒီတိုင်းလာတယ်တဲ့အဲ့ဒါဆက်ပြီးတော့မြတ်စွာဘုရားမေးတယ်ဟောဒီနားဆိုတဲ့သဘောလေးဟာအတန်တွေမှာမွေးလျော်နှစ်ချိုက်တယ်ပျော်ပိုက်တယ်နော်ငါဟာအဲ့ဒီအတန်တွေမှာမွေးလျော်တဲ့ပျော်တဲ့နှစ်ချိုက်တဲ့ဒီနားကိုကောင်းကောင်းဆုံးမထားပြီးပိတ်ဆို့ပြီးစောင့်ရှောက်ထားပြီးအဲ့လိုစောင့်ရှောက်ကြဖို့ပိတ်ဆို့ဖို့တားဆီးကြဖို့ဆုံးမကြဖို့လည်းငါတရားဟောတယ်အဲ့ဒါကြောင့်သင်္ကငါကိုအညွန့်တုံးသူလို့ဆိုလိုတာလားတဲ့ဟုတ်တယ်တဲ့အဲ့ဒါကျမ်းဂန်ထဲမှာအဲ့ဒီတိုင်းလာလို့မျက်စိနားနှာခေါင်းလျှာကိုယ်စိတ်တရားကအချင်းချုပ်ပြောရနော်အလွန်ရှည်လျရတဲ့သုတ်တန်ကြီး तू ကစနစ်တကျအာယုံ6ပါးဒီတော်ရ6ပါးကိုတစ်ခုချင်းဟောတာနောက်ပိုင်းဟောတာတွေလည်းအဲ့ဒီတိုင်းဟောတာဒါကတူတာဆိုလို့ရှိရင်ချုံလိုက်ဖို့ကောင်းတယ်လို့တချို့ထင်မယ်မဟုတ်ဘူးတချို့ဟာတွေဟာအသေးစိတ်ကိုစဉ်းစားမှဉာဏ်ကပို့ပြီးတော့ပွင့်တာအကျယ်ချက်ပြီးတော့နားလည်ဖို့လိုတယ်မျက်စိတစ်ခုတည်းပြောလိုက်လို့ရှိရင်မျက်စိတစ်ခုတည်းတွေ့ရှင်းပြီးတော့ကြံတာတော့ကရှုပ်နေနိုင်တယ်ဟုတ်တယ်မဟုတ်လားတကယ်ဆိုလို့ရှိရင်အကုန်ပြောသင့်တယ်နော်လျှာဟာဘယ်မှာမွေးလျော်တော့အရာသာမှာမွေးလျော်တယ်အရာသာမှာပျော်တယ်အရာသာမှာနှစ်ချိုက်တယ်နော်ကိုယ်ဆိုလို့ရှိရင်အတွေ့အထိမှာပျော်တယ်အပွေ့အထိမှာနှစ်ချိုက်တယ်အတွေ့အထိမှာမွေးလျော်တယ်စိတ်ဆိုလို့ရှိရင်အတွေးထဲမှာပျော်တယ်အတွေးထဲမှာနှစ်ချိုက်တယ်တွေးနေရရင်သဘောကျတယ်ဟုတ်လားသူကနဲ့သူနော်အကုန်လုံးအဲ့ဒါကိုမြတ်စွာဘုရားကသိတယ်သိတဲ့အတွက်ကြောင့်ဒါကိုဆုံးမတယ်ဒီထဲမှာပဲပျော်နေလို့ရှိရင်ဆင်းရဲဒုက္ခများနိုင်တယ်ပူလောင်မှုများနိုင်တယ်ဆိုတော့သိလို့မျက်စိနားနာလျှာကိုယ်စိတ်ကိုဘာလို့တော့ဆုံးမထားတယ်ပိတ်ဆို့ထားတယ်စောင့်ရှောက်ထားတယ်တဲ့အသုံးနှုန်းလေးတွေနော်တေချာတချို့အလေးတွေကဒီအတိတ်ပဲလေးကိုပဲဝေါဟာရအမျိုးမျိုးနဲ့ပြောတဲ့အခါနားလည်မှုကျယ်ပြန့်အပိတတို့ခံစားနိုင်မှာပါဟုတ်လားတော့ဆိုကြပါစို့မုန်းတယ်ချစ်တယ်ဆိုတာလေးကိုပဲအတိတ်ပဲမျိုးမျိုးပြောကြတာမရှိဘူးလားမုန်းတယ်ဆိုတဲ့စကားလုံးကိုပို့ပြီးတော့ပေါ်လွင်အောင်ဟိုငါကြည့်ကိုမကြည့်ချင်ဘူးဒါပါလေဒါလည်းမုန်းတယ်လို့ပြောတာပဲလေမျက်ကြောကိုမတည့်ဘူးနဲ့အတန်ကြားကိုမကြားချင်ဘူးအဲ့လိုပြောလိုက်တဲ့အခါကျတော့မုန်းတယ်ဆိုတာရပို့ပြီးတော့ပေါ်လွင်ထင်ရှားတာပေါ့နော်ဟုတ်တယ်မဟုတ်လားအခုလည်းပဲမြတ်စွာဘုရားဒီမျက်စိကိုဆုံးမထားတယ်ပိတ်ဆို့ထားတယ်စောင့်ရှောက်ထားတယ်လုံခြုံအောင်လုပ်ထားတယ်တဲ့အဲ့ဒါလိုလုပ်ကြဖို့လည်းတရားဟောတယ်အဲ့ဒါကြောင့်မလို့ငါ့ကိုသင်ကအညွန့်တုံးသူလို့ဆိုလိုတာလားတဲ့အဲ့တော့ဟိုကလည်းဗာပြောတော့ဟုတ်တယ်တဲ့ဘာလို့လဲတော့ကျမ်းဂန်မှာလာလို့တဲ့သူ့ဉာဏ်နဲ့သိလို့ပြောတာမဟုတ်ဘူးနော်ကျမ်းဂန်ထဲမှာလာတော့စားထဲမှာရေးထားလို့တဲ့ဟုတ်လားအဲ့တော့မြတ်စွာဘုရားကအကျိုးသင်အကြောင်းနဲ့သဘာဝကြကြဘလို့ဆက်ပြီးတော့မင်းရှိတုံးဆိုတော့မာဂန္ဒီတဲ့ဟောဒီလောကမှာတချို့လူတွေနော်သူတော်ကောင်းတွေကိုညှဉ်းညွှန်းတာတချို့လူတွေဆိုတာဟုတ်လားတချို့လူတွေဟာဒီကာမနဲ့ပတ်သက်ပြီးတော့ဒီအာယုန်တွေနဲ့ပတ်သက်ပြီးတော့မွေးလျော်ဘူးကြတယ်ပျော်ဘူးကြတယ်ဒါပေမဲ့နောက်တစ်ချိန်မှာအဲ့ဒီကာမရဲ့အပြစ်ကိုမြင်ပြီးတော့နော်ဆိုလိုတာကကာမဆိုတာဒီနေရာမှာအယောင်ဆင်းရဲ့အတန်ရဲ့အနတ်ရဲ့ရတာရဲ့အတွေ့အထိရဲ့၅မျိုးပေါ့နော်အဲ့ဒါကိုပျော်ပါဘူးကြတယ်ခံစားဘူးကြတယ်ဒါရဲ့အကြောင်းကိုသိတယ်နောက်ကြတော့သူဘလို့ဖြစ်သွားတော့ဆိုတော့ဒီကာမရဲ့သမုဒိယံစဖြစ်ခြင်းအထင်ကမင်စချုပ်ပြောက်ခြင်းအတ္တတင်စတာယာပွဲအာဒီနဝအပြစ်နိတ္တရဏထွတ်မြောက်မှု၅မျိုးပြောတယ်တေချာနားထောင်နော်ကာမဖြစ်ပေါ်လာပုံကာမပျက်စီးသွားပုံကာမရဲ့တာယာပွဲကာမရဲ့အပြစ်ကာမကထွတ်မြောက်ရ
အဲ့ဒီ၅မျိုးကိုတိသွားတယ်တဲ့ဒါမှကာမကိုတကယ်သိတယ်လို့ခေါ်တယ်နော်အဲ့ဒါကိုအသေးစိတ်ပြောမှဆိုရင်အများကြီးပြောကြကောင်းအဲ့ဒီလိုမျိုးကာမနဲ့ပတ်သက်ပြီးတော့တိသွားတဲ့အခါကျတော့သူ့စိတ်ထဲမှာကာမရဲ့ပုံမှာဆွဲမဲ့မှုကင်းသွားတယ်ကာမကြောင့်ပူလောင်မှုဆိုတာမရှိဘူးဟုတ်လားအဲ့တော့သူ့ရဲ့စိတ်ထဲမှာအစ္ဆတံဝုပတန္တစိတ်တော်ဝိရိယအတွင်းထဲမှာငြင်းအေးတဲ့စိတ်နဲ့သူချမ်းချမ်းသာသာနေနိုင်တယ်တဲ့မြင်ရမှကြီးချမ်းသာတာမဟုတ်ဘူးကြားနေရမှကြီးချမ်းသာတာမဟုတ်ဘူးနော်နားလည်ဖို့လိုတယ်ဟုတ်လားရူပပရိလာဟံအဲ့ဒီယူပါယုံဒီဟုသောကာမကြောင့်ဖြစ်နေတဲ့ပူလောင်မှုတွေကိုပฏิဝိနောတိတဝါပယ်ရှားပြီးတော့ဝိကတပိပါတော်တယ်အဲ့ဒါရဲ့ပုံမှာဆာလောင်တဲ့စိတ်တွေကင်းပြီးတော့မြင်ကျင်တာကြားကျင်တာနမ်းရှူကျင်တာစားတောက်ကျင်တာတွေ့ထိကျင်တာအဲ့ဒီဆာလောင်မှုတွေကင်းသွားတယ်ဝိကတပိပါဒဘာလို့ကင်းသွားတော့စောစောကပြောတယ်၅မျိုးနော်ကာမရဲ့ဖြစ်ပေါ်လာပုံပျောက်ကွယ်သွားပုံตาရပွဲအပြစ်ထွက်မြောက်ရအဲ့ဒီ၅မျိုးကိုသိတဲ့အခါမှာသူ့မှာဆာလောင်မှုကင်းသွားတယ်ကာမရဲ့ပုံမှာလိုချင်မမှုကင်းသွားတယ်အဲ့လိုကင်းသွားတော့ဘာဖြစ်တော့အစ္ဆတံဥပတန္တစိတ်တော်ဝိရိယသူ့ရဲ့အတွင်းထဲမှာအစ္ဆတံဆိုအတွင်းပေါ့နော်ဥပတန္တဆိုငြိမ်းအေးတဲ့စိတ်နဲ့ဝိရိယသူနေနေတယ်တဲ့အဲ့လိုနေနေတဲ့ပုဂ္ဂိုလ်ကိုသင်ဘာပြောခြင်းတလဲတဲ့ဘာမှပြောစရာရှိပါသလဲတဲ့အဲ့လိုမေးတဲ့အခါကျတော့အဲ့လိုနေတဲ့ပုဂ္ဂိုလ်တော့ဘာမှပြောစရာတော့မရှိပါဘူးတဲ့။ကဲဘာပြောစရာရှိတော့ဘာမှပြောစရာမရှိဘူး။နော်ကာမရဲ့အကြောင်းကိုသိပြီးတော့တစ်ချိန်လုံးကကာမနဲ့သူပြောခဲ့ဘူးတဲ့။သို့တော့ကာမရဲ့အကြောင်းကိုသေချာသိပြီးတော့ကာမရဲ့ပုံမှာဆွဲမဲ့မှုကင်းပြီးတော့သူ့အတူစိတ်ထဲမှာချမ်းချမ်းသာသာလေးနေနေတာကိုဘာပြောစရာရှိသလဲတဲ့။ဘာမှအပြစ်ပြောစရာရှိသလဲလို့မေးတာ။အပြစ်ပြောစရာရှိလားမရှိပါဘူး။သူ့အတူငြိမ်းငြိမ်းချမ်းချမ်းနေတာပဲလေ။သူ့အတူမလိုချင်တဲ့စိတ်နဲ့သူ့အတူအေးအေးဆေးဆေးနဲ့မလိုချင်တော့မရှာဘူးပေါ့မရှာတော့မစင်ရဘူးပေါ့မပင်ပန်းဘူးပေါ့ဒါပဲလေဟုတ်တယ်မဟုတ်လားအဲ့ဒါကိုဘာပြောစရာရှိလဲဒါပေမဲ့ခက်တာဟာကိုမနေနိုင်လို့ကိုယ့်အကိုရှာတာကိုနေနိုင်လို့မရှာတဲ့လူကိုအပြစ်မြင်နေတာမခက်ဘူးလားခက်တယ်အဲ့ဒီသဘောပေါ့နော်အဲ့ဒါတစ်ခုချင်းအဲ့ဒါကိုလည်းမေးတယ်နော်ယူပါယုံတတ္တယုံခန္ဓာယုံရတ္တယုံဖုရဘယုံအဲ့လိုမျိုးမေးပြီးတော့မြတ်စွာဘုရားပါကဏီတဲ့ငါလည်းပဲတစ်ချိန်လုံးကသူရဲ့ကိုယ်လေးကိုပုံမလင်းလင်းပြောတာနော်မြတ်စွာဘုရားအဲ့ဒီကာမကိုအလျံပဲပြည့်ပြည့်စုံစုံလုံလုံလောက်လောက်ပျော်ပျော်ပါပါကြီးငါခံစားခဲ့ဘူးတဲ့။နှွေရာသီစံတန်းတော်မိုးရာသီစံတန်းတော်စောင်းရာသီစံတန်းတော်ကြားဦးတယ်မဟုတ်လား။နော်တီးတာမဟုတ်တာကာရာဆိုတာတွေထဲမှာယောက်ျားမပါဘူး။ဟုတ်လား။အလွန်နူးညံ့သိမ်မွေ့စားအဲ့ဒီပြတ်သက်ပေါ်မှာမခင်မစင်းပဲနဲ့ကာမကိုအလွန်ပြည့်ပြည့်စုံစုံလုံလုံလောက်လောက်တဲ့ပြောပုံလေးနော်။အဲ့လိုကြီးသူပျော်ပျော်ပါပါနေခဲ့ဘူးပါတယ်တဲ့။နောက်တော့ငါဟာအဲ့ဒီကာမရဲ့ဖြစ်ပေါ်လာပုံကာမရဲ့အနှစ်သာရကင်းမဲ့ပြီးတော့ပျောက်ကွယ်သွားပုံအဲ့ဒီကာမရဲ့ตาရစရာကောင်းတဲ့အချက်ကာမရဲ့အပြစ်အနာစာအဲ့ဒီကာမကလွတ်မြောက်ရထွက်မြောက်ရအဲ့ဒါတွေကိုငါသိလာတဲ့အခါမှာမြတ်စွာဘုရားရဲ့စိတ်ထဲမှာခုနတုန်းကပြောသလိုကာမကြောင့်ဖြစ်တဲ့ပူလောင်မှုဖယ်ရှားလိုက်ပြီးကာမရဲ့ပုံမှာစလောင်မှုသိမ့်မှုကင်းကွာသွားပြီဒါကြောင့်မြတ်စွာဘုရားရဲ့အတွင်းစိတ်ဟာအစ္ဆတံဥပတန္တစိတ်တော်အလွန်ငြိမ်းအေးတဲ့စိတ်နဲ့သူနေတယ်တဲ့မြတ်စွာဘုရားသူ့ကိုယ်သူပြောတာနော်အလွန်ငြိမ်းအေးတဲ့စိတ်နဲ့နေတဲ့အတွက်ကြောင့်အဲ့ဒီအချိန်မှာကာမကိုခံစားနေကြတဲ့ကာမကိုမဲ့မောပြီးတော့ရှားဖွေးနေကြတဲ့ကာမတော်ထဲမှာနစ်နေကြတဲ့တခြားပုဂ္ဂိုလ်တွေကိုငါတွေ့တယ်တွေ့တဲ့အခါမှာငါစိတ်ထဲမှာအဲ့ဒီကာမကိုပြန်ပြီးတော့ခံစားလို့တဲ့စိတ်ကာမကိုတောင့်တတဲ့စိတ်ငါမှဖြစ်မလာဘူးတဲ့ဒါလက်တွေ့ပြောတာနော်သူ့ကိုယ်သူပြောတာနော်မြတ်စွာဘုရားအဲ့ဒါကိုလည်းအာယုန်နေနဲ့အကုန်လုံးကပ်ပြီးတော့ပြောတာကာမရဲ့ပုံမှာတိမြင်မှုတွေပြည့်စုံသွားတဲ့အခါမှာကာမရဲ့ပုံမှာစာလောင်မှုကင်းပြီးတော့အတွင်းမှာငြိမ်းအေးတဲ့စိတ်နဲ့နေနိုင်သွားတယ်အဲ့ဒီအချိန်မှာတစုံတစ်ယောက်တခြားသောပုဂ္ဂိုလ်တွေခံစားနေတာကိုမြင်ရတယ်တွေ့ရတယ်သို့တော့သူ့စိတ်ထဲမှာအဲ့ဒါကိုအားကျပြီးတော့တောင့်တတဲ့သဘောမရှိဘူးတဲ့အဲ့ဒါကိုဘယ်လိုဥမာပေးတယ်ထင်တော့လူတစ်ယောက်ကုသိုလ်ကောင်းမှုတွေအများကြီးပြည့်စုံလို့သိတဲ့အခါကျတော့နတ်ဖြစ်တယ်ဆိုကြပါစို့တဲ့အလွန်ချမ်းသာတဲ့နတ်ပြည်ကိုရောက်တယ်အဲ့လိုနတ်ဖြစ်သွားတဲ့ပုဂ္ဂိုလ်ဟာနတ်စည်းစိမ်နဲ့ပြည့်ပြည့်စုံစုံချမ်းချမ်းသာသာကြီးနေရတဲ့ခိုက်တာမှာသူလူဘွားတုန်းကဖြစ်ခဲ့တဲ့လူစည်းစိမ်ကိုပြန်ပြီးတော့တောင့်တတယ်ဆိုတာဖြစ်နိုင်မလားတဲ့မဖြစ်နိုင်ဘူးတဲ့ဘာလို့ဆိုနတ်စည်းစိမ်ဟာလူစည်းစိမ်တဲ့အစမတန်ကြီးကျယ်လို့ပဲအဲ့ဒါလိုပဲတဲ့ငါဟာနတ်စည်းစိမ်ထက်တောင်ကြီးကျယ်တဲ့စိတ်ရဲ့ချမ်းသာမှုကိုငါရထားတယ်အကုသိုလ်တွေကင်းကွာပြီးတော့ကာမရဲ့ပုံမှာစာလောက်မှုသိမှုကင်းပြီးတော့တဲ့ပြောရရင်တရားကြောင့်ဖြစ်တဲ့ချမ်းသာသစ္စာသိမှုကြောင့်ဖြစ်တဲ့ချမ်းသာအဲ့ဒီချမ်းသာကိုငါရထားတဲ့အတွက်ကြောင့်နော်နတ်ပြည်မှာရောက်နေတဲ့ပုဂ္ဂိုလ်ဟာလူစည်းစိမ်ကိုမတောင့်တတယ်လို့မျိုးတ
တရားချမ်းသာနဲ့ပြည့်စုံနေတဲ့အဲ့ဒီပုဂ္ဂိုလ်ဟာကာမချမ်းသာကိုတောင်းတစရာအကြောင်းမရှိဘူးတဲ့နော်ဒါကနဲ့ဥမာပေးတာနောက်ဆက်ပြီးတော့ဥမာပေးတာကပေတတုအလွန်ကြားဘူးနားပါများတဲ့ဥမာပေါ့နော်အဲ့ဒါကဘာလဲနုနာယောဂနော်လူတယောက်နုနာယောဂဆွဲတယ်အမြဲတမ်းမိခင်နေရတယ်နုနာယောဂဘိုးတွေကထိုးလို့နော်အပူတက်ကလေးပေးလိုက်တယ်ဆိုရင်ပိုးတွေကနည်းနည်းလေးပြန်ပြီးတော့ငြိမ်သွားတယ်အဲ့ဒီမှာနည်းနည်းလေးတက်တာခွင့်ရတယ်အထိုးလာပြန်ပြီဆိုလို့ရှိရင်ကုတ်ရတယ်ဖဲ့ရတယ်ကုတ်လို့ဖဲ့လို့မတက်တာလာဖို့ဆိုရင်မိကြီးကဲရဲရဲဘလောက်ပဲပူပူအဲ့ဒါကိုกินလိုက်မှကတ်လိုက်မှပိုးတွေကနောက်ဆုတ်သွားတဲ့အခါပိုးတွေငြိမ်သွားတဲ့အခါမှာတက်တာခွင့်ကိုရတယ်กินမှများတဲ့အခါကျတော့သူဘာဖြစ်တုံဆိုဒီအနာကြီးကကြက်ပြီးတော့ပုတ်တယ်ပွားတယ်ကုတ်ဖဲ့ရတယ်အရန်ဆင်းရဲတယ်ဒါပေမဲ့မိกินနေတဲ့အခိုက်အတန့်မှာတော့ပိုးတွေကငြိမ်သွားတဲ့အတွက်ကြောင့်နည်းနည်းလေးတက်တာဟုတ်လားအဲ့လိုနုနာယောဂဆွဲနေတဲ့လူတယောက်အဲ့ဒါကိုသူ့ရဲ့ဆွေတွေမျိုးတွေမိသားစုဝင်တွေကနော်ဆရာကောင်းတမကောင်းနဲ့ဆေးဆရာကောင်းတွေရှာဖွေပြီးတော့ကောင်းကောင်းကုလိုက်လို့နုနာယောဂပျောက်သွားပြီဆိုရပါစို့တဲ့နုနာယောဂပျောက်သွားပြီဆိုတဲ့အခါကျတော့တခြားသူ့လိုပဲနုနာယောဂဆွဲပြီးတော့မိခင်နေရတဲ့ပုံကိုယ်တွေကုတ်ဖဲ့နေရတဲ့ပုံကိုယ်နုနာယောဂတွေကိုတွေ့တဲ့အခါမှာမိခင်လိုစိတ်ကုတ်ဖဲ့လိုတဲ့စိတ်သူ့မှာဖြစ်နိုင်မလားတဲ့မဖြစ်နိုင်ဘူးဘာဖြစ်လို့တော့တဲ့အဲ့ဒီကုတ်ရတယ်မိခင်ရတယ်ဆိုတာနူနာရှိတုံးတာလည်းလောက်ရတဲ့ကိစ္စဆေးကုရတယ်ဆိုတာနူနာရှိတုံးတာလည်းလောက်ရတဲ့ကိစ္စပျောက်သွားပြီဆိုတဲ့နောက်မှာဆေးကုစရာလည်းမလိုဘူးကုတ်ရဖဲရတာလည်းမရှိဘူးမိခင်ရတာလည်းမရှိဘူးတခြားသောမိခင်နေတဲ့လူတွေကုတ်ဖဲ့နေတဲ့ပုံကိုယ်တွေဆေးဝါးနဲ့ကုနေရတဲ့ပုံကိုယ်တွေကိုမြင်လို့လည်းပဲအားကြစရာအကြောင်းလည်းမရှိဘူးဘာလို့သူ့မှာနူနာမှမရှိတော့ပဲဟုတ်လားပြေးတော့မှမကောင်းဘူးလားကောင်းတယ်နော်အဲ့တော့တကယ်တမ်းကမြတ်စွာဘုရားကာမကိုနော်အတိအလင်းပြောလိုက်တာကနုနာလို့ဒီလိုပြောတာဟုတ်လားနော်နုနာယောဂနော်အခိုက်အတန့်သာလင်နော်မိခင်နေတုံးသာလင်ကုတ်ဖဲ့နေတုံးသာလင်တတ်တာခွင့်ရတာဟုတ်လားတောက်လျှောက်ရက်လိုက်ပြီးဆိုတာနဲ့ပြန်ပြီးတော့ဒုက္ခကတန့်ပြီးတော့ဖြစ်တာအဲ့ဒါကိုလည်းမြတ်စွာဘုရားဆက်ပြီးတော့ပြောပြန်တယ်နော်ဥမာယာမှာအရန်ကျွမ်းကျင်တာ哦လူတယောက်နုနာယောဂဆွဲတယ်နုနာယောဂဆွဲတော့အဲ့လိုပဲကုတ်ဖဲနေရတယ်မိခင်နေရတယ်ဟုတ်လားနောက်တော့ခြေကောင်းဝါးကောင်းနဲ့ကုလို့ပျောက်သွားပြီတဲ့အဲ့လိုပျောက်သွားတဲ့အချိန်မှာနော်တခြားသောပုံကိုယ်တွေကမင်းတို့ကအမြဲတမ်းမိခင်ခဲ့တာအဲ့တော့မင်းမိပြန်ခင်ရွှေပြီးတော့သူ့ကိုလက်မောင်းတစ်ဖက်တစ်ချက်ကနေတယောက်စီဆွဲပြီးတော့မိဖို့ရှိတဲ့နေရာမိကြီးခဲတွေရှိတဲ့နေရာကိုဆွဲခေါ်မယ်ဆိုရင်သူဘာလုပ်မလို့ရုံးကံပဲညင်းဆန်မယ်တဲ့တခြားလုံးသူခင်ခဲ့တာပဲလေဒီမိကိုအခုကျမှဘာလို့ညင်းနေတာဘာလို့ယုံနေတာတော့အရှင်ဘုရားတဲ့မိကပူတယ်တဲ့ပူတဲ့အတွက်ကြောင့်မိနာကို तू မကတ်ချင်ဘူးအဲ့တော့မြတ်စွာဘုရားဘာပြောတော့မိကအခုမှပူတာလားတဲ့ငကိုတော့ကမပူဘူးလားတဲ့မိဆိုတာအမြဲတမ်းပူတာပဲလေဟုတ်တယ်မဟုတ်လားအဲ့တော့မာဂန္ဒီကမြတ်စွာဘုရားတဲ့မိကအခုမှပူတာတော့မဟုတ်ပါဘူးတဲ့ငကိုတော့ကစပူတာပါသို့တော့ငကိုတော့ကတော့ခန္ဓာကိုယ်ကြီးကနုနာယောဂါကြောင့်ဖောက်ပြန်နေတဲ့အတွက်ကြောင့်မိရဲ့အတွေ့တဲ့နဲ့တွေ့တဲ့အခါမှာအော်ဒါကောင်းတယ်ဆိုတဲ့အမှတ်မှားတဲ့တင်ညာဒီခန္ဓာကိုယ်ရဲ့အိန္ဒြေပျက်စီးနေမှုကြောင့်ဒီမီးနဲ့တွေ့ရတာဟာကောင်းတယ်ဆိုတဲ့အမှတ်သူ့မှာရှိတယ်哦အဲ့ဒါကြောင့်မလို့သူဟာပူတဲ့မီးနာကိုကတ်ရတယ်အခုသူ့မှာဖောက်ပြန်တဲ့အိန္ဒြေမရှိတော့ဘူးအနာကပျောက်သွားပြီဆိုတဲ့အခါကျတော့မီးပူတာကိုသူမကတ်ချင်ဘူးတဲ့ဟုတ်လားစဉ်းစားနော်ပေတတို့ဒါဘာကိုဆိုလို့လဲဆိုတာသိတယ်ဟုတ်လားအဲ့လိုပဲဦးဇင်းတို့နော်ကာမရဲ့အကြောင်း၅မျိုးမမေ့နဲ့နော်သမုဒိယစဖြစ်ပေါ်လာခြင်းအထင်ကမင်စချုပ်ပြောက်သွားခြင်းအတ္တာဒတာယာပွဲအာတိနဝအဖြစ်နိတ္တရဏထွက်မြောက်ရာအဲ့ဒီ၅ခုကိုတကယ်သိသွားပြီဆိုလို့ရှိရင်သူဟာကာမရဲ့ပုံမှာဆွဲမဲ့တဲ့စိတ်ကုန်သွားမယ်ပေါ့အဲ့လိုဆိုရင်သူ့ရဲ့အတွင်းမှာဝိကတပိပါဒစာလောင်မှုသိမှုတွေကင်းသွားတယ်နော်ဣဇဒဝုပတန္တစိတ်တအတွင်းမှာငြင်းအေးတဲ့စိတ်ရှိနေတယ်အဲ့ဒါကြောင့်မလို့သူ့မှာဒီကာမရဲ့ပုံမှာကတ်เสียအကြောင်းမရှိဘူးတဲ့အဲ့ဒီမှာမြတ်စွာဘုရားကပါဂဏီတဲ့ကာမဆိုတာအခုမှသာလဲပူလောင်တာပင်ပန်းတာဆင်းရဲတာမဟုတ်ဘူးရှေးတုန်းကလည်းပဲပူလောင်တာပဲပင်ပန်းတာပဲဆင်းရဲတာပဲကာမရဲ့သဘောဆိုတာဘာပြောင်းလဲမှုမှမရှိဘူးဒီတိုင်းပဲကိုမမောတဲ့အချိန်မှာသူနာကိုကတ်ရတယ်ကိုမမောတဲ့အချိန်မှာသူ့ကိုကတ်เสียမလို့ဟုတ်လားမြတ်စွာဘုရားပေးတဲ့ဥမာတွေကအဲ့လိုမကောင်းဘူးလားကောင်းတယ်နော်အဲ့ဒီမှာမြတ်စွာဘုရားကဆက်ပြီးတော့ဘာပြောတုံးဆိုတော့ဒီကာမတွေကိုမဖယ်ရှားဘဲနဲ့
ဒီအတွင်းစိတ်ထဲမှာစစ်မှန်တဲ့ငြိမ်းအေးမှုကိုရတဲ့ပုံကိုရဲ့လို့ရှင်းတော့ကရှိတယ်လို့သင်ကြားဘူးသလားတဲ့မေးတာနော်ကာမရဲ့ပုံမှာမမောမှုမကင်းပဲနဲ့ငြိမ်းအေးမှုရတယ်ဆိုတဲ့လူရှိတယ်ဆိုတော့သင်ကြားဘူးသလားတဲ့မကြားဘူးတဲ့ဟောတကယ်အတွင်းမှာမြင်မာတဲ့ချမ်းသာနဲ့ငြိမ်းငြိမ်းအေးအေးနေနိုင်တယ်ဆိုတာနော်ကာမနဲ့ကင်းကွာပြီးတော့မှသာလေအဲ့ဒီချမ်းသာမျိုးကိုရနိုင်တာဆိုလိုတာကာမကိုမစွန့်မဲနဲ့စစ်မှန်တဲ့ချမ်းသာနဲ့ချမ်းချမ်းသာသာနေနိုင်တဲ့လူဆိုတာရှေ့တုန်းကလည်းမရှိဘူးအခုလည်းမရှိဘူးနောက်လည်းမရှိဘူးတဲ့ဒါသဘာဝပဲတဲ့နော်ကာမရဲ့သဘောတွေကိုအတိုင်းပြောတာနော်ဟုတ်လားအဲ့ဒါလိုမြတ်စွာဘုရားကအမိန့်ရှိပြီးတော့ဘုရင်တို့ဂါထာတစ်ပုဒ်ကိုဥရန်ကျူတာနော်တရားဟောရင်းနဲ့ဥရန်ကျူတာအဲ့ဒီဂါထာလေးကပိဋကတို့ကြားဦးတယ်တစိတ်တရေသားပေါ့သူကအောက်ပိုက်ကလေးတော့တိတ်ပြီးတော့မတူဘူးအာရောကျပရမလာဘနိဗ္ဗာန်ပရမဒုက္ခနော်ဒီနှစ်ပါးတော့ကြားဦးတယ်ဟုတ်လားအာရောကျပရမလာဘနော်ယာခြင်းတကတည်းမှာအနာရောဂါကင်းခြင်းကိုရတာအကောင်းဆုံးယာခြင်းဖြစ်တယ်လက်တကလက်ထဲမှာအနာရောဂါကင်းခြင်းအကောင်းဆုံးလက်ဆိုတာရတာကိုပြောတာနော်အာရောကျပရမလာဘနိဗ္ဗာန်ပရမဒုက္ခချမ်းသာတကချမ်းသာတဲ့မှာနိဗ္ဗာန်ချမ်းသာဟာအမှုမြတ်ဆုံးဖြစ်တယ်ဟုတ်လားနောက်နှစ်ပါးဘာပြောတော့အထင်ကြီးကောစမေဃာနာခေမအမတဂါမိနာဘေးကင်းရာအစစ်ဖြစ်တဲ့နိဗ္ဗာန်မသေးရာအစစ်ဖြစ်တဲ့နိဗ္ဗာန်ကိုရစေတတ်တဲ့မေခင်၈ပါးဆိုတာကလည်းပဲလောကမှာအမျက်ဆုံးဖြစ်တယ်လို့ဒီလိုပြောတာအဲ့ဒီဂါထာလေးကိုမြတ်စွာဘုရားကဥဒန်းကျူးတာပါတရားဟောရင်းနဲ့အဲ့လိုလဲဥဒန်းကျူးလိုက်ရောမာဂရီပုံနာကြီးကပါပြောတော့ဆိုတော့အံ့ဩစရာကောင်းလိုက်တာတဲ့အဲ့ဒီစာဟာသူတို့ကျမ်းဂန်ထဲမှာပါတယ်တဲ့ဟုတ်လားအဲ့ဒီစာပါတယ်တော့သူတို့ကျမ်းထဲမှာပါတယ်တဲ့ဟုတ်တယ်တဲ့လက်တကလက်ထဲမှာအနာရောဂါကင်းခြင်းဟာအကောင်းဆုံးလက်ဖြစ်တယ်ချမ်းသာတကချမ်းသာတဲ့မှာနိဗ္ဗာန်ချမ်းသာဟာအကောင်းဆုံးချမ်းသာဖြစ်တယ်သူကထောက်ခံအဲ့တော့မြတ်စွာဘုရားကဒီလူတကယ်သိလို့ထောက်ခံတာလားဘယ်ဟုတ်ပါ့တော့သူသိတဲ့အသေးကအပေါ်ယံပဲအဲ့တော့ねမြတ်စွာဘုရားသူ့ကိုမေးတာကိုင်နေစမ်းပါအောင်အဲ့လိုဆိုလို့ရှိရင်နော်အနာရောဂါကင်းခြင်းဟာအကောင်းဆုံးလက်ဖြစ်တယ်နိဗ္ဗာန်ဟာအကောင်းဆုံးချမ်းသာဖြစ်တယ်ဆိုရင်အနာရောဂါကင်းတယ်ဆိုတာဘာကိုပြောတာတော့နိဗ္ဗာန်ချမ်းသာဆိုတာဘာကိုပြောတာတော့လို့သူ့ကိုမေးတာအာရောကျအနာကင်းတယ်ဆိုတာဘယ်ဟာကိုပြောတာတော့နော်ချမ်းသာတယ်ငြိမ်းအေးမှုနိဗ္ဗာန်ဆိုတာဘာကိုပြောတာတော့အဲ့လိုပြောလိုက်တဲ့အခါကျတော့မာဂန္ဒီပုံနာကြီးကသူ့ခန္ဓာကိုယ်ကိုသုံးသပ်ပြတယ်တဲ့သူ့ခန္ဓာကိုယ်ပြတာတိရကုစရောဘုရားကြီးငယ်ငယ်ဟောတဲ့ဘဝတန်ဖိုးဆိုတဲ့တရားလေးတချို့နာဘူးမယ်နော်အသက်40ကျော်လောက်ကစရောကြီးဟောတာနော်ဗိုက်ကြီးပုတ်ပုတ်ပြတယ်ဆိုတော့ဦးဇင်းတို့ကလေးပေါက်စားတယ်ဆိုအဲ့ဒီတရားကိုနားရတာပေါ့နော်နိဗ္ဗာန်ဆိုတာဒါပဲဆိုတော့သူ့ဗိုက်ကြီးကိုပုတ်ပြတယ်ဘာပြောတာတော့ဒါအနာသူကအဲ့ဒီချိန်မှာအနာရောဂါကင်းတယ်အရွယ်ကောင်းကောင်းပေါ့နော်အဲ့တော့အနာကင်းတယ်ဆိုတာဒီခန္ဓာကိုယ်မျိုးကိုပြောတာသူကဘာယောဂါမှမရှိဘူးဒါကြောင့်ဘာဆင်းရဲမှမရှိဘူးဒါကြောင့်နိဗ္ဗာန်ဆိုတာဒီခန္ဓာကိုယ်ကြီးကိုပြောတာပဲအနာကင်းတယ်ဆိုတာလေဒီခန္ဓာကိုယ်ကြီးကိုပြောတာပဲသူသိတဲ့ချမ်းသာကဒီခန္ဓာကိုယ်နဲ့ခံစားလို့ရတဲ့ချမ်းသာတော့ပဲသိဟုတ်လားဒီခန္ဓာကိုယ်အနာရောဂါကင်းလို့အစသာရာဆင်းပြေးနေတဲ့အနေအထားကိုင်တတ်တဲ့ချမ်းသာတာဘာရှိအောင်မလို့တခြားအပင်ပန်းခံပြီးတော့ဘာရှာနေမလို့ကိုယ့်ကိုကောင်းနေပြီးသားပဲဟောသူကအဲ့လိုမျိုးနော်ဟုတ်လားအဲ့တော့အနာကင်းတယ်ဆိုတာဘာကိုပြောတာလဲဒုက္ခနာကိုကြီးကိုထိုးပြနော်ဒီခန္ဓာကိုပြောတာနိဗ္ဗာန်ဆိုတာလေဒီခန္ဓာကိုပြောတာဒုက္ခနာကိုသုံးသပ်ပြတယ်အဲ့တော့မြတ်စွာဘုရားကနော်ဘယ်လိုပြောရမလဲတာမန်အနေနဲ့ပြောရမှာဆိုတော့တော်တော်စိတ်ပြည့်စရာကောင်းတဲ့အနေထားဖြစ်သွားမှာပေါ့နော်ဟုတ်လားအဲ့ဒါမြတ်စွာဘုရားဘာပြောတော့ဆိုတော့သူ့ကိုဘာလို့မပြောသေးဘူးသိလားဥပမာတစ်ခုထပ်ပေးလိုက်တယ်အဲ့ဒီဥပမာကဘာတုံးဆိုတော့မာဂန္ဒီတဲ့အမေမွေးတဲ့ဆာကန်းလာတဲ့လူတစ်ယောက်အယောင်အဆင်းဆိုတော့ဘာမှမသိခဲ့ဘူးတဲ့လူတစ်ယောက်အမေမွေးတဲ့ဆာကန်းလာအဲ့ဒီလူကတက်ကြီးလာတဲ့အခါကျတော့အရွယ်ရောက်လာတဲ့အခါတော့ပြောတန်ကြားတယ်အဝိဖြူလေးများတန့်ရှင်းလိုက်တာအဝိဖြူလေးတန့်ရှင်းတယ်အဝိဖြူလေးများဝတ်ထိုင်အလွန်ကြည့်ကောင်းတယ်တင့်တယ်အဲ့လိုပြောတန်ကြားတဲ့အခါကျတော့သူကအဝိဖြူအရန်ဝတ်ချင်အဝိဖြူကိုသူမြင်ဘူးသလားမမြင်ဘူးညင်နွမ်းတာလည်းမသိဘူးဖြူရှင်တာလည်းမသိဘူးဘာမှမသိဘူးအယောင်ဆိုရင်သူဘာမှမသိဘူးဒါအဝိဖြူကိုပြောတန်ကြားနဲ့သူကအလွန်ဝတ်ချင်တဲ့အခါကျတော့သူ့ကိုဝိဖြူလေးဝတ်ပေးပါလို့တောင်းဆိုတယ်ဝန်တွင်ကန်းကအဲ့လိုတောင်းဆိုတဲ့အခါကျတော့နည်းနည်းအစအနောက်တန်တဲ့လူတစ်ယောက်ကညှတာမှုလဲကင်းတယ်နဲ့တူပါရဲ့အဲ့ဒီလူကအေးမင်းအဝိဖြူဝတ်ချင်လာရင်အဝိဖြူဝတ်ပေးမယ်ဝတ်ဖြူပေးမယ်ဆိုပြီးတော့ယုံလောက်အောင်သူ့ကိုပြောတယ်တကယ်ဘာကြီးဝတ်ပေးတော့ဆိုတော့စီကြီးတွေနဲ့ပေးကြံနေတဲ့မဲတူနေတဲ့အဝတ်နှွမ်းကြီးဝတ်ပေးထားတယ်ဟိုအဝိဖြူလို့ပြောတော့ तू အဲ့ဒါကိုဝိဖြူလို့လက်ခံတယ်
အဲ့ဒါလူတွေတိုင်းသူကငါအဝတ်ဖြူလေးနဲ့ကြည့်ကောင်းလားမေးတယ်သူကဘလို့ထင်းနေတာအဲ့ဒါကိုအဝတ်ဖြူလို့ထင်းနေတာသူတကယ်ဝတ်ထားတာကဘာလဲစီကြီးပေးနေတဲ့အဝတ်ကြီးပဲဒါပေမဲ့သူ့စိတ်ထဲမှာဘလို့ထင်းနေတာတော့အဝတ်ဖြူလို့ပဲထင်းနေတာဘာလို့ထင်းတာတော့ဟိုလူကပြောလို့သူမြင်တာမဟုတ်ဘူးနော်အသင်တို့ပြပိုက်တွေကလည်းအဲ့ဒီတိုင်းပဲတဲ့ရှေ့ကလူတွေကပြောခဲ့တယ်ရှေ့ကလူတွေကပြောခဲ့တယ်ဆိုတော့ကိုယ်လည်းတကယ်မသိပဲနဲ့ဒါကိုလက်ခံထားရတာနော်စီကြီးပေးနေတဲ့အဝတ်ကြီးကိုအဝတ်ဖြူလို့လက်ခံထားသလိုမျိုးသင်တို့ကလက်ခံထားတာတကယ်စင်စစ်ငါပြောပြမယ်တဲ့ဒီခန္ဓာကိုယ်ကြီးကဘယ်မှာသာလင်ယောဂကင်းမလဲဘယ်မှာသာလင်နိဗ္ဗာန်ဟုတ်မလဲတကယ်စင်စစ်ဒီခန္ဓာကိုယ်ကြီးဟာအနာယောဂဒုံကြီးဖြစ်တယ်တဲ့ဒီခန္ဓာကိုယ်ကြီးရှိရဲ့နဲ့ကျမကြီးကောင်းတဲ့လက်ကြီးဆိုတာရာနှုံးပြည့်ဘယ်တော့မှမရနိုင်ဘူးရရင်အပေါ်ရမယ်ရတယ်ထင်တာဒါလူတွေကတော့ထင်နေတာပေါ့လေဒေသနာတွေကိုစွန့်အောင်ညှိပြီးတော့မကြည့်တတ်တာပါနော်တခဏမြကျမ်းပါတယ်လို့ဝန်ခံခဲ့မယ်ဆိုရင်အဲ့ဒီပုဂ္ဂိုလ်ဟာကိုယ်ခန္ဓာရဲ့အကြောင်းကိုတကယ်မသိလို့ပါဆိုတဲ့ဒေသနာပေးတယ်လို့ကြားဦးတယ်မဟုတ်လားတခဏမြကျမ်းပါတယ်လို့ကိုဆိုခဲ့မယ်ဆိုရင်ဒါဟာမိုက်မဲလို့ပါဒီမိုက်မဲတယ်ဆိုတာကခန္ဓာရဲ့အကြောင်းကိုမသိတာကိုဆိုလို့လားဟုတ်လားအဲ့ဒီဒေသနာကိုထောက်တော့အဖြစ်ခန္ဓာကိုယ်ဟာတခဏလေးမြတောင်မကျမ်းပါဘူးဆိုတဲ့အဓိပ္ပာယ်မတည့်ရဘူးလားအဲ့ဒါမြတ်စွာဘုရားဒီမှာခန္ဓာကိုယ်နဲ့ပတ်သက်ပြီးတော့နော်ရောဂဗုဒ္ဓယောဂအဆူအဝေးကြီးခန္ဓာကိုယ်ဟာယောဂရဲ့အဆူအဝေးကြီးပဲတဲ့ဟုတ်လားဂန္ဓဗုဒ္ဓအိုင်းအမာကြီးနဲ့လည်းအလွန်တူတယ်တဲ့ပြည်တွေသွေးတွေပြည်ဘုတ်တွေသွေးဘုတ်တွေနဲ့ဟုတ်လားအလွန်စုပ်ပဲ့တဲ့ညစ်ပတ်ပြီးတော့ဘယ်နာလေးမှတန်ရှင်းမှုမှမရှိတဲ့အမြဲတမ်းဘယ်နာလေးမှအထိမခံတဲ့အိုင်းအမာကြီးနဲ့တူတယ်အနာဆိုးကြီးပေါ့နော်တန်လဗုဒ္ဓတဲ့ခန္ဓာကိုယ်ဟာညောင်စုခံထားရတာနဲ့အလွန်တူတယ်တဲ့ဘယ်နာဖြစ်ဖြစ်ညောက်နေကြီးပဲပေါ့ဒီဥစ္စာခန္ဓာရဲ့အကြောင်းကိုတကယ်သိအောင်ကြိုးစားအထောက်ထားတဲ့ပုံကိုယ်တွေမှာပို့ပြီးတော့စိတ်ထဲမှာကြည်ကျင်တဲ့ကြီးခံစားလို့ရပါနော်ဘယ်ချိန်လေးမှဒါဟာအကောင်းမဟုတ်ဘူးဆိုတဲ့တဘာဝကသူများပြောတာကိုကြားလိုက်ုံနဲ့သဘောပေါက်သွားနိုင်တဲ့အနေအထားမဟုတ်ဘူးဟုတ်တယ်မဟုတ်လားနောက်ဆိုကြပါစို့တရားရဏရိယသူတော်ကောင်းကြီးတွေကဘဝခန္ဓာဆိုတာဒုက္ခသစ္စာပဲဆင်းရဲအစုပုံကြီးပဲဆင်းရဲအမှန်ပဲလို့ပြောရတာကိုတရားဓမ္မလူရှင်တို့တိတ္တဆအရွယ်တွေကစကြားဦးတာပဲလေခဏခါကြားဦးတော့မရေမတွက်နိုင်အောင်ကြားဦးတယ်ခန္ဓာဟာဒုက္ခသစ္စာဆင်းရဲခြင်းအမှန်လို့ကြားဦးတယ်ကြားဦးတာကကြားဦးတာပဲလေကြားဦးတာကိုသိသွားတယ်လို့ဆိုနိုင်သလားဒူရင်ဒီမစဘူးတဲ့လူကဘေးကဒူရင်ဒီစဘူးတဲ့လူကဒူရင်ဒီကကောင်းလိုက်တာကွာလို့ပြောတယ်ဘလောက်ပြောဒူရင်ဒီရတာကိုဘေးကနားထောင်နေသိမလားမသိဘူးနော်အဲ့လိုပဲဒီမှာမြတ်စွာဘုရားဒီခန္ဓာကိုယ်ကြီးဟာနော်အနာယောဂတုံးကြီးဖြစ်တယ်အိုင်အမာကြီးဖြစ်တယ်ညောင်စူးခံနေရတာ ਨੇ အလွန်တူတယ်နော်အဃဗုဒ္ဓဆင်းရဲတုံးဆင်းရဲခဲကြီးဖြစ်တယ်အာဘာဒဗုဒ္ဓနော်အနာတုံးအနာခဲကြီးဖြစ်တယ်ကောင်းကွက်တစ်ခွက်မှမရှိဘူးဘလို့နီးနဲ့မှအာရောကြပရမလာပါဆိုတာဒီခန္ဓာကိုယ်မှာမရှိဘူးအဲ့တော့တကယ်အနာကင်းတယ်ဆိုတာနိဗ္ဗာန်ချမ်းသာကိုပြောတာနော်အနာကင်းတယ်ဆိုတာနော်အနာကင်းတယ်ဆိုတာရဲ့စောတော်ကပြောတဲ့နိဗ္ဗာန်ချမ်းသာရဲ့ဆိုတာဘာတော့တကယ်တမ်းကဘာလဲအတူတူပဲသဘောပေါက်ရဲ့လားဒါကြောင့်ပိဿပေါင်းသူတော်ကောင်းတို့ရှေးအစဉ်အဆက်မှတ်သားထားခဲ့တာကိုပဲကြားဘူးနာဝါနဲ့ဒါကိုသူကလာပြီးတော့ထောက်ခံနေတော့သူ့ကိုရှစ်လိုက်တဲ့အခါကျတော့အဖြေကဘယ်လိုဖြစ်နေတော့ဘောလိုကြီးပေါ်လာတယ်သူဘာမှမသိဘူးအနာတုံးအနာခဲကြီးကိုပဲသူ့ကိုသူဘယ်လိုပြောနေရတော့အနာကင်းတယ်အကောင်းဆုံးလက်ကြီးကိုရထားတာလို့သူထင်နေတာဆက်ပြီးတော့ဘယ်လိုပါဆက်ထင်တယ်တော့ဒါကြီးကနိဗ္ဗာန်ပဲဒါတဲ့ကောင်းတာမရှိတော့ဘူးလို့တောင်သူကထင်နေတာကဲအမှားဘူးလားအဲ့ဒါလိုလဲပြောလိုက်ရောသူတော်တော်လန့်သွားတယ်တော်တော်လဲနားလေသွားတယ်အော်ဟုတ်သားပဲဒါကြီးထဲမှာကောင်းတာဘာရှိလဲပေါ့နော်အဲ့ဒါနဲ့မြတ်စွာဘုရားကသူ့ရဲ့သဘာဝခန္ဓာရဲ့အကြောင်းကိုအထိုက်အလျောက်သူသိလာပြီနားလည်လာပြီဆိုတာကိုမြတ်စွာဘုရားမြင်တယ်ပေါ့အဲ့တော့ तू ကဘယ်လိုတောင်းမှန်းလဲဆိုတော့မြတ်စွာဘုရားတဲ့တပည့်တော်ကိုအဲ့ဒါလိုအနာကင်းကြောင်းနော်နိဗ္ဗာန်ချမ်းသာရကြောင်းတရားကိုအရှင်ဘုရားဟောပြနိုင်လိမ့်မလို့တပည့်တော်ယုံကြည်နေပါလေတဲ့ဆိုတော့ကကာမရဲ့အကြောင်းတွေကိုပြောခဲ့တဲ့ကစသူ့ရဲ့စိတ်ထဲကဒါတွေဟာအယံသဘာဝကြတယ်ဆိုတာကိုလက်ခံတဲ့အနေအထားရှိခဲ့ပြီနော်ခန္ဓာရဲ့အကြောင်းဘဝရဲ့အကြောင်းကိုဆက်ပြောတဲ့အခါမှာ तू နားလည်မှုအပြည့်အဝမရှိသေးတောင်မှဒါရဲ့အပေါ်မှာလက်ခံတဲ့အနေအထားအ ਨੇ ဆုံးတော့စိတ်ဝင်စားတဲ့အနေအထားတော့ तू ဘာဖြစ်သွားပြီတော့ရသွားပြီ तू လည်းတာမန်ပုဂ္ဂိုလ်မှမဟုတ်ပဲနဲ့နောက်တော့ယဟန်ပြုပြီးတော့ယဟနာဖြစ်မဲ့ပုဂ္ဂိုလ်ပဲဟုတ်လား
အဲ့ဒါနဲ့မြတ်စွာဘုရားတပည့်တော်ကိုအနာကင်းကြောင်းနိဗ္ဗာန်ချမ်းသာရကြောင်းကိုဟောပြနိုင်လိမ့်မယ်လို့တပည့်တော်ယုံကြည်နေပါလေတဲ့နော်အဲ့ဒီမှာမြတ်စွာဘုရားကပါဂဏီတဲ့ဆိုကြပါစို့တဲ့နော်စောတော်တုန်းကဝမ်းတွင်းကကန့်လာတဲ့လူတစ်ယောက်အဲ့ဒါကိုရွှေတွေမျိုးတွေမိသားစုဝင်တွေကနော်ဆေးဆရာကိုခေါ်ပြီးတော့ဆေးကုပေးတယ်ဆေးကုပေးတော့ဘလို့ကုလို့မှမျက်စိကမမြင်ဘူးအဲ့လိုမမြင်ဘူးဆိုလို့ရှိရင်ဒီဆေးဆရာဟာကုရတာဗာလေပင်ပန်းတာပဲဖတ်တင်တယ်ပေါ့ဘလို့ကုလို့မှမမြင်ပဲကိုအဲ့လိုပဲတဲ့တင့်ကိုငါကဒါဟာအနာကင်းကြောင်းဒါဟာနိဗ္ဗာန်ချမ်းသာရကြောင်းလို့ပြောပြခဲ့တဲ့အခါမှာသင်ကနားမလည်ဘူးဆိုလို့ရှိရင်ငါပင်ပန်းတာပဲရှိမယ်တဲ့ဒါသူ့ကိုနည်းနည်းလေးမာနကြတော့ပြောလိုက်တာလို့အရင်ထင်ပါတယ်ဟုတ်လားငါပြောတော့ပြောတာပဲဒါပေမဲ့မင်းကနားမလည်ဘူးဆိုတော့ငါပန်းတာပဲရှိမယ်ပေါ့မပြောတင်ဘူးလားအဲ့လိုလဲပြောတင်တယ်နော်တချို့ကနားမလည်ဘူးနေမကဘူးကိုနားမလည်တာကိုကိုမသိဘဲနဲ့သူ့ဟာပြောတဲ့လူရဲ့စကားကိုပဲသဘာဝမကျဘူးလို့ပြန်ပြီးတော့ဆွဆွဲတဲ့လူကလည်းရှိသေးတယ်နော်အဲ့ဒါမြတ်စွာဘုရားပေးတဲ့ဥမာနော်မျက်စိကန်းနေတဲ့လူကိုကုတယ်ကြိုးစားပြီးတော့ဒါပေမဲ့မမြင်ဘူးဆိုတော့ကုရတာဗာလေပင်ပန်းတယ်ပေါ့အဲ့ဒါမြတ်စွာဘုရားတဲ့ထပ်ပြီးတော့သူတောင်းပန်တယ်နော်တပည့်တော်ကိုမြင်အောင်မြတ်စွာဘုရားပြောပြနိုင်လိမ့်မယ်လို့တပည့်တော်ယုံကြည်နေပါတယ်နော်တပည့်တော်ရဲ့ယောဂါကိုအရှင်ဘုရားကုစားနိုင်လိမ့်မယ်လို့တပည့်တော်ယုံကြည်နေပါတယ်ဒါကြောင့်တပည့်တော်ကိုအနာကင်းကြောင်းနော်နိဗ္ဗာန်ချမ်းသာရကြောင်းတရားဟောတော်မူပါသူအဲ့ဒီမှာအတင်းတောင်းပန်တယ်ဒါကသူ့ရဲ့အသိဉာဏ်နဲ့ထက်လာတဲ့အပိုင်းပါမယ်လို့မဆိုနိုင်ဘူးလားဆိုနိုင်တယ်နော်အဲ့ဒီမှာမြတ်စွာဘုရားကဥမာတစ်ခုထပ်ပြီးတော့ပေးပြန်တယ်ပါဂဏီတဲ့စောသောကဝန်တွင်ကနော်ဦးဇင်းကဒီသုတ်တံကိုတည်တည်ချာချာအသေးစိတ်ဖတ်ကြည့်တယ်ပေါ့နော်ဟိုတော့ကတော့တိတ်ပြီးတော့နားလေလှတယ်လို့မရှိဘူးဟောစာတွေကလည်းအတူတူလို့ဟိုလိုဒီလိုဟိုရောက်သွားတယ်ကိုကသေချာမှမဖတ်ပဲကိုနောက်သေချာဖတ်တဲ့အခါကျတော့နော်ဘယ်ပိုက်လေးကဘာကိုဆိုလိုတာဘယ်ပိုက်လေးကဘာကိုဆိုလိုတာမြတ်စွာဘုရားရဲ့တပ်ပင်ယုဒဉာဏ်ကိုနော်စိတ်ထဲကပိုးပြီးတော့တိုးပြီးတော့လေးနေတဲ့သဘောကြည်ညိုတဲ့သဘောဖြစ်ရတယ်ဩဒီဥမာလေးတွေကိုပဲထက်ပေးရင်းနဲ့ဆိုလိုရင်းအဓိပ္ပာယ်လေးတွေကမတူဘူးကွဲပြားချက်ရှိတယ်ဟုတ်လားကိုဝန်တွင်ကန်းကိုဥမာပေးတာနှစ်ချက်ရှိပြီနော်စီကြီးပေးနေတဲ့အဝတ်ကြီးကိုဝတ်ဖြူကြီးလို့ထင်းနေတာဘာလို့လဲဘေးကလူကပြောလို့အဲ့လိုပဲတချို့လူတွေကသူများပြောတာကိုပဲတစင်ပြောနေတာ तू သိတာမဟုတ်ဟုတ်လားအခုဝန်တွင်ကိုဆေးကုတယ်မရဘူးဆိုရင်ဆေးကုတဲ့လူပင်ပန်းတယ်ဒါကြောင့်တင်းကိုငါပြောလို့နားမလည်ဘူးဆိုရင်ငါပင်ပန်းတာပဲရှိမယ်ဝန်တွင်ကန်းနဲ့ပတ်သက်ဖို့နှစ်ခါရှိရင်နော်ဥမာပေးတာနောက်တစ်ခါထပ်ပြီးတော့ပေးတယ်အဲ့ဒီဝန်တွင်ကဝတ်ဖြူလေးကတန်ရှင်းလိုက်တာကောင်းလိုက်တာလို့ကြားလို့ तू ကဝတ်ဖြူဝတ်ချင်တယ်ဒီစကားလေးတွေကထက်လာတယ်ဟုတ်လားအဲ့ဒါနဲ့ခုနတုန်းကအစအနောက်တန်နဲ့ညှတာမှုမရှိတဲ့လူကစီကြီးပင်နေတဲ့ဝတ်ကြီးကိုဝတ်ပေးလိုက်တယ်အဲ့တော့ तू ကဘာထင်တုံးဆိုတော့ဒါကြီးကိုဝတ်ဖြူထင်းပြီးတော့လှည့်လေသွားလာတယ်နောက်တော့ရွှေတွေမျိုးတွေကမိသားစုဝင်တွေကသူ့ကိုဆေးကုပေးတယ်ဆေးကုပေးတဲ့အခါကျတော့မျက်စိကမြင်သွားရောတဲ့ဟောဒီဥမာကျတော့မျက်စိကမြင်သွားပြီနော်မျက်စိကမြင်သွားတဲ့အခါကျတော့သူ့ဝတ်ထားတဲ့အဝတ်ကြီးအဖြူကြီးမဟုတ်ဘူးဆိုတာသူသိသွားပြီ။အော်ကြည်စံငါ့ကိုစီကြီးတွေပေးနေတဲ့အဝတ်မဲကြီးဝတ်ပေးတာဒီလူအလွန်ရုပ်တဲ့လူပဲ။သူ့ကိုအဲ့လိုလိန်ညာပြီးတော့နော်စီကြီးပေးနေတဲ့အဝတ်ကြီးကိုဝတ်ဖြူဆိုပြီးတော့ဝတ်ပေးတဲ့လူကိုသူဘာဖြစ်မလို့စိတ်နာတယ်ပေါ့။ကြည်စံလှုပ်ရက်လိုက်တာတကယ်ဆိုရင်ငါ့ကိုတနာမှာပေါ့။သူမမြင်တဲ့ငါ့ကိုသူထင်တယ်လို့လှုပ်နေတာ။အဲ့ဒါနဲ့အဲ့ဒီလူကိုစိတ်တိုးတယ်စိတ်ဆိုးတယ်လှုပ်ရက်တယ်ဒီလူကိုဒါဥမာနော်အဲ့ဒါလိုပဲတဲ့ဟောဒီစိတ်ဟာဟောလိန်ညာတဲ့လူကိုစိတ်လို့ပြောမှာနော်တေချာနာထောင်တဲ့ဒီဥမာကအရန်ကောင်းတယ်ဟုတ်လားငါကိုတဲ့ဒီစိတ်ဟာအချိန်ကာလကြာမြင့်စွာတွေကစပြီးတော့လှက်ပတ်ထားခဲ့တယ်နှိပ်စက်ထားခဲ့တယ်လှည့်စားထားခဲ့တယ်တဲ့ဒီကလာမတို့အရင်တို့ကိုဇိုးမလားမလိမ်ဘူးကိုယ်စိတ်ခါခွက်ကိုလိန်နေတာနော်တရားခံမြင်အောင်ကြည့်နော်မျက်စိကန်းတဲ့လူကိုဒီပြင်လူကလိန်ညာတာဒါပေမဲ့ကိုတော့ကိုစိတ်ကလိန်ညာတာဘယ်သူမှလိန်ညာလို့လည်းမရဘူးတကယ်ကနောက်သူများလာလိန်နေပဲစိတ်ကဘာလက်မခံဘူးဆိုရင်လိန်ခံလို့မရဘူးလေဟုတ်တယ်မဟုတ်လားဒါကအပေါ်ယံပြောတာပါနော်အဲ့ဒါလိုပဲဦးဇင်းတို့ဒီစိတ်ရဲ့သဘာဝကိုမြတ်စွာဘုရားအဲ့ဒီမှာပြောတာငါ့ကိုဒီစိတ်ဟာအချိန်ကာလကြာမြင့်စွာတဲ့ကစပြီးတော့လိန်ညာလှည့်စားနှိပ်စက်ပြီးတော့ထားခဲ့တာဒါကြောင့်မို့လို့ငါဟာဟောဒီယူဘက်ခန္ဓာဥပါဒဏ်တို့ရဲ့အာယုံဖြစ်တဲ့ရုပ်အစုဝေကြီးကိုဆွဲလန်းပြီးတော့နေခဲ့ရတဲ့ကာလတွေကြာလာပြီဒီရုပ်ကြီးကိုပဲငါဆွဲလန်းခဲ့တာဒီခံစားချက်တွေကိုပဲငါဆွဲလန်းပြီးတော့နေခဲ့ရတာ
ဒီမှတ်သားမှုတွေကိုပဲဆွဲလန်းပြီးတော့ငါနေခဲ့ရတာဒီသင်္ခါရပြုလုပ်မှုရှေ့ရှောမှုဒီဝိညာဉ်ဒီသိမှုခန္ဓာ၅ပါးကင်ပြောတယ်နော်အဲ့ဒီမှာဟုတ်လားဒီစိတ်ကအချိန်ကာလကြာမြင့်ကလေးကစာငါကိုလှည့်စားခဲ့တာဒါကြောင့်ငါဟာဒီဥပါဒာနဲ့ခန္ဓာ၅ပါးကိုဆွဲလန်းသည်ဖြစ်၍ဆွဲလန်းဘူးဤတဲ့စာထဲတော့အဲ့လိုလေးရေးတယ်ဟုတ်လားအချိန်ကာလကြာမြင့်စွာတဲ့ကသာဘာဖြစ်လားဆွဲလန်းနေခဲ့တာအဲ့ဒီဆွဲလန်းနေတာဟာဘာလဲလို့မေးရင်အလိညာခန်းနေရတာစီကြီးပေနေတဲ့အဝတ်ကြီးကိုဝတ်ဖြူလို့ထင်းနေတာဟုတ်လားဝမ်းတွင်ကတော့လိညာတဲ့လူကပြောလို့ယုံရတာပေါ့နော်တခါတော့ဦးဇင်းတို့ပုထုဇဉ်တွေကတော့ဘယ်သူပြောတာကိုယုံလိုက်တာလဲစိတ်ကပြောတာကိုယုံလိုက်တာစိတ်ကဒါဆွဲလန်းစရာလို့ပြောလို့ကိုကလည်းဆွဲလန်းနေဟုတ်လားစိတ်ကပါလေလူညာပေါ့နော်ဖေနပိန္ဒုပမသုတ်တန်ထဲမှာတော့စိတ်ကိုဘာလို့ပြောတော့မြက်လဲစရာလို့ပြောတယ်နော်မာယုပမာနိစဝိညာဏစိတ်ဟာမြက်လက်သမားဖြစ်တယ်လို့ဟောတာမဟုတ်တာကိုအဟုတ်လုပ်ပြတယ်နော်သူလုပ်ချင်လုပ်ပြတယ်လုပ်ပြတာတိုင်းလည်းအဲ့တိုင်းမြင်ရတယ်အဲ့တိုင်းထင်ရတယ်နော်စိတ်ရလှည့်စားမှုကိုနားလည်ဖို့မလိုဘူးလားလိုတယ်နော်အဲ့လိုမြတ်စွာဘုရားကဒီစိတ်ရဲ့နော်တတ္တဝါတွေရဲ့ပုံမှာလိညာလှည့်စားနိုင်တဲ့အစွမ်းတတ္တိကိုပေါ်အောင်ပြောပြတာဒီအချက်ကဒကာဓမ္မတို့ဦးဇင်းတို့အများကြီးတန်ဖိုးရှိမယ်လို့ထင်ပါတယ်နော်ကိုယ်ကိုလိညာတဲ့အရာဟာဘယ်အရာလဲလို့သိမယ်ဆိုလို့ရှိရင်အများကြီးအကျိုးမရှိနိုင်ဘူးလားအကျိုးရှိနော်ဒီစိတ်ကိုပဲမယုံရမှာတကယ်တမ်းကနော်ဘယ်သူမှကိုယ့်ကိုထိခိုက်အောင်တကယ်ထိခိုက်အောင်မလိညာနိုင်ဘူးကိုယ့်ကိုအထိခိုက်ဆုံးလိညာနိုင်တာကိုယ်စိတ်ပဲဒီစိတ်ကလိညာခဲ့လို့ပဲမဟုတ်တာတွေအဟုတ်ထင်ပြီးတော့လုပ်ခဲ့လို့ပြောခဲ့လို့တွေးခဲ့လို့အပေလေးပုံဆင်းခဲ့ရတဲ့ဘဝပေါင်းများစွာလည်းမရှိမတွက်နိုင်ဘူးပေါ့နော်ပြစ္ဆုတ်ပံကျိုးမဲ့တန်တရားကျိုးမဲ့တွေကိုရင်ဆိုင်ခဲ့ရတဲ့အချိန်ပေါင်းလည်းမရှိမတွက်နိုင်ဘူးဒါစိတ်ရဲ့အလိညာကိုခံရလို့ဒါကြောင့်ဒီစိတ်ကိုမယုံရဘူးကိုယ့်အတွက်မယုံရသုံးသောအရာဟာဘာလဲလို့မေးရင်ကိုယ်စိတ်လို့အဲ့လိုကိုရိုးရှင်းရှင်းနားလည်သိချင်တာကိုယ်စိတ်ရဲ့အလိန်ကိုသာမခံဘူးဆိုရင်ဘာရဲ့အလိန်ကိုမှခံရတဲ့အကြောင်းမရှိဘူးဟုတ်လားဒါကြောင့်ပိဿပေါင်းသူတော်ကောင်းတို့အခြေအနေမှန်ကိုအရင်နားလည်ဖို့လိုတယ်နော်ဆိုကြပါစို့ဥမာတစ်ခုပြောရမယ်ဆိုရင်ဒီလူကလူလိန်လို့သိမယ်သိထားမယ်ဆိုလို့ရှိရင်အဲ့ဒီလူကိုမယုံရင် तू ပြောသမျှကိုလက်ခံမှာမဟုတ်ဒါကအပေါ်ယံဥမာပြောတာနော်လူကဒီလူကလူလိန်မှာလို့ကိုတကယ်သူ့ကိုလူလိန်လို့သာသတ်မှတ်ထားမယ်ဆိုရင် तू ဘာပြောကိုလက်ခံမှာမဟုတ်ဘူးအဲ့လိုပဲစိတ်ကိုလည်းပဲဘာလို့နားလည်ထားအောင်လူလိန်လို့နားလည်ထားဖို့လိုတယ်ဒါပေမဲ့ဒီလူလေးပြောတာနဲ့ဘာမှအကျိုးမရှိဘူးလို့တော့မဆိုနဲ့နော်ဟုတ်လားတတိထားအနည်းဆုံးတော့တတိထားမိတဲ့အပိုင်းတော့မရှိနိုင်ဘူးလားရှိနိုင်တယ်တကယ်အလိန်ပြေဖို့ကတော့ဒါအခုတရားအထုတ်တဲ့လုပ်ငန်းကဒီအလိန်ကိုဖြေတာပဲတကယ်တမ်းကဒီအလိန်ကိုဖြေတာပဲတာမန်နေတဲ့အချိန်မှာထင်နေတဲ့အထင်ပေးနေတဲ့သတင်းမျိုးမဟုတ်ပေးနေတဲ့သတင်းမျိုးမဟုတ်တရားထိုင်နေတဲ့အချိန်မှာဟုတ်တယ်မဟုတ်လားသိနေတဲ့အသည့်မြင်နေတဲ့အမြင်ကတာမန်နေတဲ့အချိန်မှာသိတဲ့အသည့်မြင်တဲ့အမြင်မျိုးမဟုတ်ဘူးသူကတတိနဲ့ဘဲလိုက်မှုမရှိဘဲနဲ့နော်ထင်ရင်လို့ထင်လို့မရဘူးမင်းအရှိအတိုင်းမြင်ရမယ်စိတ်ကိုဘာလုပ်ပေးရတော့စိတ်ကိုနေရာချပေးတာနော်မင်းကငါအလိုလည်းမလိုက်ဘူးမင်းထင်ရင်တိုင်းထင်လို့မရဘူးမင်းပြောတိုင်းလည်းငါမယုံနိုင်ဘူးဟုတ်လားအဲ့တော့မင်းအမှန်မြင်အောင်လုပ်နော်ဒီစိတ်ကိုနော်ကိုယ့်ကိုမလိမ်အောင်စိတ်ကိုလမ်းကြောင်းတည့်ပေးအောင်အဲ့လိုမဆိုနိုင်ဘူးလားဆိုနိုင်တယ်နော်အဲ့ဒါဘိဓပေါင်းတော်ကောင်းတို့မြတ်စွာဘုရားကအဲ့လိုမျိုးဒီစိတ်ဟာကိုယ့်ကိုလိမ်ညာလှည့်စားနေတယ်နောက်တစ်ချိန်မှာဒီဘဝခန္ဓာဟာဆင်းရဲတုံးဆင်းရဲခဲ့အနာတုံးအနာခဲ့အစုအဝေးများတာဖြစ်တယ်လို့တကယ်သိလာမြင်လာလို့ဒီဘဝခန္ဓာရဲ့ပုံမှာတွေ့တာမဲ့မှုကင်းသွားပြီဆိုလို့ရှိရင်ဒီဘဝခန္ဓာမျိုးဆက်ပြီးတော့ရတဲ့အကြောင်းလည်းမရှိဘူးအဲ့ဒီမှာဒုက္ခတွေငြိမ်းနေဆိုပြီးတော့နော်ကိလေသာမရှိလို့ရှိရင်ဘဝမဖြစ်ဘူးဘဝမဖြစ်လို့ရှိရင်ဘာဒုက္ခမှမရှိဘူးဆိုပြီးတော့အဲ့လိုလေးမြတ်စွာဘုရားဟောပြတဲ့အခါကျတော့နော်မာဂန္ဒီကထပ်ပြီးတော့တရားတောင်းပြန်တယ်မြတ်စွာဘုရားတပည့်တော်ကိုနော်အနာကင်းကြောင်းနော်နိဗ္ဗာန်ချမ်းသာကိုရကြောင်းတရားကိုဟောတော်မူပါအဲ့ကြတော့မှမြတ်စွာဘုရားကနော်မာဂန္ဒီကိုဗာပြောတော့ဆိုတော့အနာယောဂကင်းကျင်တဲ့နိဗ္ဗာန်ချမ်းသာကိုရကျင်တယ်ဆိုလို့ရှိရင်နံပါတ်1သူတော်ကောင်းကိုပေါင်းပါတဲ့အချိန်ကစပြောတာနော်သူတော်ကောင်းကိုဘာလုပ်ရမလို့ပေါင်းသင်ဆက်ဆံရမယ်သူတော်ကောင်းတွေနဲ့ယဉ်နေမှုထိတွေ့မှုရှိရမယ်နော်လူငယ်လေးတွေနားလည်အောင်ပြောလို့ရှိရင်နော်
မြတ်စွာဘုရားတရားတော်ကိုလိမ္မာကျွမ်းကျင်မှုရှိတဲ့တကယ်လည်းပဲစိတ်နှလုံးပြည့်ဝတဲ့သူတော်ကောင်းတရားကိုသိတဲ့မြင်တဲ့ကိုယ့်ထက်သီလသမာဓိပညာအားကြီးတဲ့ပုဂ္ဂိုလ်တွေနဲ့တော့ထိတွေ့မှုယဉ်ကျေးမှုနော်ပြောဆိုဆက်ဆံမှုရှိရမယ်နော်ဒီမှာတော့မြတ်စွာဘုရားဗါတယ်တော့သူတော်ကောင်းကိုပေါင်းပါတယ်သူတော်ကောင်းကိုပေါင်းလို့ရှိရင်သင်ဟာသူတော်ကောင်းတရားကိုနားလိမ့်မယ်တဲ့ဒါမလွယ်ဘူးနော်ကိုကသူတော်ကောင်းနဲ့ပေါင်းလိုက်တဲ့အလုပ်ကိုလှုပ်လိုက်မိဖို့ပဲလိုတယ်ဟုတ်လားအဲ့ဒါဆိုရင်သူ့ဒီကနေပြီးတော့သူသိတဲ့အသည့်စကားအနေနဲ့ထွက်မလာနိုင်ဘူးလားထွက်လာနိုင်တယ်ကြားရမယ်နော်ဟုတ်တယ်ဒါကအလွန်မှန်တယ်စီဝါရေးသမားနဲ့ပေါင်းရင်စီဝါရေးစကားကြားရမှာနော်နိုင်ငံရေးသမားနဲ့ပေါင်းရင်နိုင်ငံရေးသမားပဲကြားရမှာဒါပဲဟုတ်တယ်မဟုတ်လားဒါပဲလေလူတွေကသူတို့စိတ်ထဲရှိတာသူတို့ပြောနေကြတာလေကိုယ်လည်းမဒီတိုင်းပဲနော်အဲ့တော့သူ့စိတ်ထဲမှာဘာတွေရှိလဲဆိုတာကိုစိတ်ဝင်စားဖို့လိုတယ်သူ့စိတ်ထဲမှာမြင့်မြတ်တာတွေရှိတယ်ဆိုရင်အဲ့ဒီလူကမြင့်မြတ်တဲ့စကားတွေထွက်လာမှာအဲ့လိုဆိုရင်ကိုဟာမြင့်မြတ်တာကိုကြားရမှာဒါကြောင့်မြတ်စွာဘုရားသူတော်ကောင်းကိုပေါင်းပါအဲ့ဒါဆိုရင်သူသင်ဟာသူတော်ကောင်းတရားကိုနာရလိမ့်မယ်ကြားရလိမ့်မယ်တဲ့သူတော်ကောင်းတရားကိုနာရပြီကြားပြီဆိုလို့ရှိရင်သူဟာသူတော်ကောင်းအကျင့်ကိုကျင့်သုံးလိမ့်မယ်တဲ့ဟုတ်တယ်နောက်အခုတရားဓမ္မတို့အရင်တို့ထိုက်တဲ့လောက်ဒီမြင့်မြတ်တဲ့အကျင့်လေးကိုကျင့်ပြတယ်ဆိုတာနားထောင်ထားတဲ့ကြားထားတဲ့နော်အဲ့ဒီကြားမှုရဲ့ကြားခဲ့တာလေးတွေရဲ့အစွမ်းပဲတကယ်တမ်းကကိုတိတ်ပြီးတော့တချို့ကထင်နေကြရရှိရင်နော်ငါတဘာဝကြတွေးတယ်လို့ငါတဘာဝကြလို့ငါဒီအလုပ်ကိုလုပ်ဖြစ်နေတာလို့ထင်ဟုတ်လားအဲ့ဒီငါဆိုတာကြီးကတဘာဝကြဘာလို့တွေးတတ်တာတော့ကြားထားလို့တွေးတတ်တာနော်ကိုယ်ကောင်းထဲမှာတဘာဝကြတဲ့ဒေသနာလေးတွေထည့်ခဲ့ဘူးလို့ကြားခဲ့ဘူးလို့ဖတ်ခဲ့ဘူးလို့အဲ့ဒါလေးတွေကိုအခြေခံပြီးတော့အတွေ့ကောင်းလေးတွေဖြစ်ရတာအဲ့ဒီအတွေ့လေးတွေကတွန်းလို့နှိုးစော်လို့ဒီမြင့်မြတ်တဲ့အလုပ်လေးကိုလုပ်ဖြစ်တာသူအကြောင်းကျိုးဆက်ပြီးတော့နားလည်ဖို့လို့နော်သူတော်ကောင်းကိုပေါင်းပါသူတော်ကောင်းကိုပေါင်းရင်သူတော်ကောင်းတရားကိုသင်နာပါလိမ့်မယ်တဲ့သူတော်ကောင်းတရားကိုနားလို့ရှိရင်သင်ဟာသူတော်ကောင်းအကျင့်ကိုကျင့်ရပါလိမ့်မယ်တဲ့မှန်ကန်တဲ့အတွေ့ကိုပေတတော်ကကြားထဲမှာဖြည့်ပြီးတော့နားလည်တတ်ဖို့လိုတယ်ဟုတ်လားမှန်ကန်တဲ့စကားကိုကြားရမှာမှန်ကန်တဲ့အတွေ့တွေတွေးပြစ်မှာနောက်ဆုံးဖြတ်ချက်လေးတွေကချတာလေးတွေကမှန်မှာနောက်အခုရှင်းကြပါစို့ဒီနေရာကိုလာတယ်တကယ်အကြောင်းတရားကဘာလဲဘာကြောင့်ဒီနေရာကိုလာဖြစ်တာလဲကိုယ့်ရဲ့ဆုံးဖြတ်ချက်ပဲလေဟုတ်တယ်မဟုတ်လားကိုကြိုက်တယ်လို့ဆုံးဖြတ်လို့ရတယ်နော်ဘယ်ဒီမလာဘူးဘယ်သွားမယ်ရတာပဲဟုတ်လားစောစောတောင်ပြောပြင်းသေးတယ်နော်တရားအာမထုတ်ဖြစ်တာကိုဘာမှအကြောင်းမပြနဲ့လို့အာမထုတ်ချင်လို့အာမထုတ်တာနော်အကြောင်းပြမယ်ဆိုရင်တော့ပြစရာကြီးပဲအဲ့တော့ထုတ်တယ်ဆိုတာလည်းပဲထုတ်ချင်ရင်လည်းအကြောင်းပြစရာပြည့်နေရောမထုတ်ချင်ဘူးဆိုရင်လည်းအကြောင်းပြစရာပြည့်နေအဲ့တော့အကြောင်းပြချက်တွေရှိလို့တရားအာမထုတ်ဖြစ်တာမဟုတ်ဘူးလို့တရားအာမထုတ်ချင်လို့အကြောင်းပြချက်တွေရှိနေတာလို့အာမထုတ်ချင်ဟုတ်တယ်အကြောင်းပြချက်တွေလားမိုးရွာလည်းအကြောင်းပြချက်ပဲဟုတ်လားနေပူတာလည်းအကြောင်းပြချက်ပဲအဲ့ဒီကစပြီးတော့သေရှင်ဒီသွားရင်သွားအကြောင်းပြချက်ပြရင်တာပြလို့မရဘူးလားရတယ်နော်ဒါကြောင့်ပိဿပေါင်းသူတော်ကောင်းတို့ကိုတွေးတယ်လို့ကိုဆုံးဖြတ်တယ်လို့လူတွေဟာလုပ်နေကြတာအဲ့တော့ကိုတွေးတာကိုဆုံးဖြတ်တာကဘာတွေကိုအခြေခံပြီးတော့တွေးတာလဲဘယ်အတွေးတွေကိုအခြေခံပြီးတော့ဆုံးဖြတ်တာလဲသူတော်ကောင်းတရားကိုကြားခဲ့နာခဲ့ရတဲ့ဒီအတွေ့အကြုံဟုတ်လားဒီကြားမှုတွေကိုအခြေခံပြီးတော့ပဲတွေးကြရတာဒီအတွေးတွေကိုပဲအခြေခံပြီးတော့ဆုံးဖြတ်ကြရတာအဲ့ဒီဆုံးဖြတ်ချက်တွေအတိုင်းတရားဓမ္မလူရှင်တို့တွေကလှုပ်ရှားနေကြတာပေါ့နော်အဲ့ဒါကိုလှုပ်ရှားတဲ့အတိုင်းရောက်သွားမှာပဲကိုလှုပ်တဲ့အတိုင်းဖြစ်မှာပဲအဲ့ဒါမြတ်စွာဘုရားပြောတော့အဲ့ဒီသူတော်ကောင်းတရားကိုကျင့်မယ်ဆိုလို့ရှိရင်သင်ဟာသူတော်ကောင်းတရားကိုသိရပါလိမ့်မယ်တဲ့အနာရောဂါကင်းရစစ်မှန်တဲ့ချမ်းသာလို့ပြောရမယ်နိဗ္ဗာန်ချမ်းသာရာချောင်းလှုပ်လိုက်တဲ့အတွက်ကြောင့်သင်ဟာစစ်မှန်တဲ့ချမ်းသာကိုရှားပါလိမ့်မယ်အဲ့လိုမြတ်စွာဘုရားဟောပြတော့ပါဂဏိပုံနာကြီးကမြတ်စွာဘုရားကိုယဟန်ပြုဖို့ခွင့်တောင်းသူ့ကိုယဟန်ပြုပေးပါအဲ့မြတ်စွာဘုရားသင်တို့လိုသာသနာအပြင်ပမှာအယူဝါဒတစ်မျိုးရှိတဲ့ပုဂ္ဂိုလ်တွေသာသနာ့ဘောင်ဝင်မယ်ဆိုလို့ရှိရင်အနည်းဆုံး၄လလောက်အစမ်းသဘောမျိုးနဲ့တောက်လျှောက်ခွင့်မပေးသေးဘူးကောင်းကောင်းနေမှာဟုတ်ရဲ့လားဟုတ်လားသာသနာတော်ဒုက္ခလာပေးမယ်ပုဂ္ဂိုလ်လားဒါကြည့်ရအောင်ပါဟုတ်လားအဲ့လိုမျိုးလုပ်ရအောင်မယ်ဒါကြောင့်မလို့အခုလောလောဆယ်သင်ကိုလက်ခံလို့မရဘူးဒါပေမဲ့ဒီနေရာမှာပုဂ္ဂိုလ်ရဲ့အိန္ဒြေအနုယင်ကိုတော့ပြောဖို့တော့လိုတယ်တဲ့ဒါလေးကိုတော့မြတ်စွာဘုရားစကားချန်တာသင်ကို၄လလောက်စောင့်ပြီးတော့မှငါယဟန်ပြုတ်ပေးနိုင်မယ်ဆိုတဲ့သဘောမျိုးပြောတော့မာဂဏီကမြတ်စွာဘုရားတဲ့အရှင်ဘုရားယဟန်သာပြုတ်ပေးမယ်ဆိုရင်၄လမကပါဘူး၄နှစ်သူနေပါမယ်ပေါ့စောင့်ကြည့်ပါပေါ့မြတ်စွာဘုရား၄နှစ်လည်းမစောင့်၄လလည်းမစောင့်တောက်လျှောက်ပဲယဟန်ပြုတ်ပေးလိုက်တယ်ဒါပါလေပုဂ္ဂိုလ်ရဲ့
အိန္ဒြေအနုရင်သူ့ရဲ့အခြေအနေကိုမြတ်စွာဘုရားအကုန်သိတယ်ဒီလူဟာစောင့်ကြည့်ရမယ်လူမဟုတ်ဘူးဆိုတာကိုသိတယ်ဟုတ်လားအဲ့ဒါကြောင့်မလို့သူ့ကိုယဟန်ပြုပြီးတော့မကြဘူးနောက်သူတော်ကောင်းအကျင့်ကိုကျင့်ပြီးတော့ယဟန်တာတပါးဖြစ်သွားတော့ပါဂန္ဒီတုတ်တံဒါအလွန်အနှစ်ချုပ်ပြီးတော့ပြောလိုက်တာနော်စာမျက်နှာတွေအများကြီးပဲဦးဇင်းထင်တယ်15မျက်နှာ16မျက်နှာလောက်ရှိမလို့ထင်တယ်နော် A4 စာရွက်လောက်ရှိတဲ့ဟာကြီးနဲ့အကြီးဟုတ်လားအဲ့တော့ဒီဥစ္စာကိုဒီတုတ်တံကိုတရားဓမ္မတို့ဦးဇင်းတို့တည်တည်ချာချာလေးဆက်ပြီးတော့လေ့လာကြည့်စေခြင်းတယ်မြန်မာပြန်တွေကိုဖတ်ကြည့်ခြင်းတယ်ဘာမှလက်လန်းမမိတဲ့အကြောင်းမရှိဘူးဟုတ်လားဒါဘုံတို့ပြောတာထဲမှာလိုတာတွေနော်အများကြီးရှိမှာနော်အဲ့ဒီမူရင်းလေးကိုဖတ်ကြည့်မယ်ဆိုလို့ရှိရင်ဘုံတို့မတွေးမိတဲ့အရာကိုတောင်ပေတတို့တွေးခြင်းတွေးမိသွားပဲလူတိုင်းမှာပင်ကိုဉဏ်ရှိတယ်လေဟုတ်တယ်မဟုတ်လားတွေးကြည့်နော်အဲ့လိုမျိုးဟိုတည်တည်ချာချာလေးဖတ်ပြီးတော့တွေးတဲ့အခါကျတော့ဘုံတို့သဘောပေါက်တာကတော့ဒါဟာကာမနဲ့ဘဝရဲ့အကြောင်းကိုပြောထားတာလို့ဒီလိုသဘောပေါက်တယ်ဟုတ်လားကာမဆိုတာကဘာလဲဝိတုကာမရှိတယ်ကိလေသာကာမရှိတယ်ဝိတုကာမဆိုဒီမှာအာယုန်နေပေါ့နော်မျက်နှိုးစရာနှစ်သက်စရာလူချင်းစရာကောင်းတဲ့အယောင်အရှင်းအတန်အနတ်အရသာအတွေ့အထိဒါပါလဲဝိတုကာမအဲ့ဒီဝိတုကာမရဲ့ပုံမှာလိုလားတဲ့နှစ်သက်တဲ့တောင့်တတဲ့စားလောင်တဲ့မှုတ်သိပ်တယ်ဆိုရင်ဒါပါလဲကိလေသာကာမအဲ့ဒီကာမရဲ့အကြောင်းကိုဒါအစာပိုင်းမှာပြောတာနော်အညွန့်တုံးသူလို့ပြောလို့နော်ဒီကာမရဲ့ပုံမှာသိမြင်နားလည်မှုနဲ့နော်ဆာလာမှုသိမှုကင်းပြီးတော့တက်မဲ့မှုကင်းပြီးတော့ငြင်းငြင်းအေးအေးနေနေတဲ့ပုဂ္ဂိုလ်ကိုဘာပြောကြရရှိလဲဘာမှပြောကြရမရှိဘူးဒါချမ်းသာတဲ့ပုဂ္ဂိုလ်လိုပဲပြောမယ်ဆိုရင်ပြောတယ်ဟာရှိတယ်ကာမရဲ့ပုံမှာဆွဲလန်းမှုမကင်းတဲ့ပုဂ္ဂိုလ်တွေကိုအဓိကဘာနဲ့ဥမာပေးတော့နုနာယောဂတွေနဲ့ဥမာပေးတယ်နော်နုနာယောဂတွေထလာပြီဆိုမိခင်ရတယ်ကုတ်ရတယ်ဖဲ့ရတယ်အခိုက်အတန့်မြตาရပွဲရှိတယ်တဲ့နော်အခိုက်အတန့်ပြီးလို့ရှိရင် तू ကပိုးပြီးတော့ပုတ်လာတယ်ပိုးပြီးတော့အနံ့ထွက်လာတယ်ပိုးပြီးတော့ဆင်းရဲလာတယ်အနာကြီးကပိုးပြီးတော့ကြီးလာတယ်ဒီဥမာလေးကပြောဖို့တောင်ကြံနေသေးတယ်ဟုတ်လားအဲ့လိုပဲဒီကာမဆိုတာခံစားမယ်ဆိုရင်တိုးတိုးပြီးတော့ခံစားခြင်းလာတယ်ပိုးပြီးတော့များလာတာပြောတာနော်ပိုးပြီးတော့ဆင်းရဲမှုပူလောင်မှုဖြစ်တယ်ခံစားစဉ်အခိုက်အတန့်မြအခိုက်အတန့်သာလျှင်ตาရစရာမမောစရာလေးအခိုက်အတန့်ရှိတယ်ပြီးရင်ပိုးပြီးတော့ဆိုးလာတယ်အဲ့ဒါကိုလည်းပြောထားတာရှိတယ်ဟုတ်လားဒါကြောင့်ပိဋကပေါင်းသူတော်ကောင်းတို့ပထမပိုင်းပြောလိုက်တာကဘာကိုပြောတာတော့ကာမရဲ့အကြောင်းကိုပြောတာအတိအကျအဲ့ဒါကိုစဉ်းစားဟုတ်ရလားကာမဆိုတာမမောနေရင်တန်ဖိုးရှိတယ်မမောရင်တန်ဖိုးမရှိဘူးဟုတ်လားတန်ဖိုးရှိတယ်လို့ပြောနေတာဟုတ်တယ်မမောတဲ့လူအတွက်ဒါအလွန်တန်ဖိုးရှိတယ်ဘယ်လောက်တန်ဖိုးရှိလဲသူဘယ်လောက်မမောလဲဆိုတာပေါ်မှာပဲမူတည်တယ်မမောဘူးဆိုတာ ਨੇ တန်ဖိုးမရှိတော့ဘူးဟုတ်လားဘာလို့ဆိုသူကတကယ်တန်ဖိုးရှိနေတဲ့အရာမဟုတ်ဘူးသူဟိုဘက်ကမမောတဲ့ပုံကိုရဲ့အထင်ပေါ်မှာပဲသူ့ရဲ့တန်ဖိုးကမူတည်နေတာဒါလည်းနားလည်ဖို့လိုတယ်နော်အေးဒါကာမနဲ့ပတ်သက်ပြီးတော့နော်နောက်ဘဝကိုကြတော့မြတ်စွာဘုရားဘလို့သုံးသပ်တော့အနာတုံးအနာခဲကြီးဖြစ်တယ်ဆင်းရဲတုံးဆင်းရဲခဲကြီးဖြစ်တယ်ဒါကိုပဲအာရောကြပရမလာပါဆိုပြီးတော့ကျမ်းမာရေးကောင်းရင်နောက်လက်ကြီးတစ်ပါးဆိုတော့လုံနေကြအောင်တကယ်အနာကင်းတယ်ဆိုတာဘာဆိုတာမသိဘူးတကယ်အနာကင်းတယ်ဆိုတာနော်ခန္ဓာချုပ်တဲ့နိဗ္ဗာန်ချမ်းသာကိုပြောတာဟုတ်လားတကယ်အနာကင်းတယ်ဆိုတာအဲ့ဒီအနာကင်းရာကိုရောက်စေတတ်တဲ့ရစေတတ်တဲ့အကျင့်လန်းစဉ်ကဘာကိုပြောတာလဲမဲ့ခင်၈ပါးကိုပြောတာနော်ဒါကြောင့်ပိဋကပေါင်းတော်အောင်တို့ကာမရဲ့အကြောင်းဘဝရဲ့အကြောင်းနော်အလွန်ပြည့်စုံတဲ့နော်အကျိုးတဲ့အကြောင်းတဲ့ကြက်ကြလက်ကြပြန်ပြီးတော့ဆန့်ကျင်လို့မရအောင်စောတကတက်လို့မရအောင်မြတ်စွာဘုရားဥပမာပေါင်းများစွာပေးပြီးတော့တကယ်ကိုစိတ်ဆက်ဆက်ဟောထားတဲ့ဒေသနာတစ်ပုဒ်ဖြစ်တယ်နော်အလွန်ရှည်လျားကြည်ပြန့်တဲ့အတွက်ကြောင့်ဦးဇင်းတို့လည်းတောင်းရှိအောင်တော့မပြောနိုင်ဘူးပေါ့နော်တချို့ဟာလေးတွေလည်းဒီမှာရေးလာတယ်ပြောလိုက်တာလေးတွေမေ့တော့မှဆိုဟုတ်လားအဲ့တော့ဒါကိုအကုန်လုံးသုံးသပ်မယ်ဆိုရင်အဖြေဘယ်လိုထွက်တော့ကာမနဲ့ဘဝရဲ့အကြောင်းကိုပြောထားတာကာမဆိုတာတော့နုနာသဘောပဲဘဝဆိုတာတော့အနာတုံးအနာခဲပဲဒါပဲအဲ့ဒါလေးကိုခြုံငုံပြီးတော့ကိုယ်စိတ်ထဲမှာစွဲနေဖို့လိုတယ်ပေါ့နော်ကာမကနုနာဘဝကဒုက္ခအနှစ်ချုပ်လိုက်ရင်ဒါပဲဟုတ်လားကိုယ့်ကိုထင်တာကတော့ထင်ကျင်တာထင်တာပေါ့အဲ့ဒီထင်ကျင်တာထင်နေတယ်ဆိုတဲ့အနေအထားမျိုးဖြစ်အောင်ဘယ်သူလိမ်ညာလှည့်သားတာတော့စိတ်ကလှည့်သားတာအဲ့ဒီအဓိကကြတဲ့တောချက်ကလေးကိုလည်းမမေ့စီခြင်းမို့နော်ဝမ်းတွင်ကန်းကိုလူလိမ်လူညာကစီကြီးပင်နေတဲ့ဝတ်ကြီးကိုဝတ်ဖြူဆိုတော့ဝတ်ပေးခဲ့တာမမြင်မချင်းဒါကြီးကိုသူထင်းနေတယ်ဟုတ်လားမမြင်မချင်းထင်းနေရတယ်သူများပြောတာပဲလက်ခံနေရအောင်ဟုတ်လားအဲ့ဒါလိုပဲဒကာသမားတို့ဦးဇင်းတို့တွေကလည်းပဲမမြင်မချင်းစိတ်လှည့်စားတာစိတ်ညာတာကိုယုံနေရမှာပဲစိတ်ကပြောမှာပဲအမျိုးမျိုး
စိတ်ကိုငါလှုပ်ထားတာဆိုတော့နော်စိတ်ကိုပဲငါလှုပ်ထားတာဆိုတော့ကိုယ့်ကိုယ်ဒါဘလို့မှကိုသူဟာဖြေဖို့ကိုသိမ့်မလွယ်ဘူးဘေးကလူကဘလို့ပြောလို့မှလည်းပဲသိပ်ပြီးတော့လက်ခံဖို့မလွယ်ဘူးအဲ့ဒီစိတ်ကိုကစအမြင်ရှင်းသွားမှသာလေဘာဖြစ်သွားမှာတော့သူအမြင်မှရမှာပေါ့နော်ဟုတ်တယ်မဟုတ်လားအဲ့တော့လိန်ညာနေတဲ့စိတ်ကိုပဲဘလို့ထင်ထားတာတော့ငါလို့ထင်ထားတာတသားနဲ့လှုပ်ထားတာအဲ့တော့ငါအမြင်လို့ဆိုတဲ့ကိုကစငါအလိန်ခန်းနေရတယ်လို့သိဖို့ကသိပြီးတော့မလွယ်ဘူးပေါ့နော်ဒါကြောင့်ပေးတော်ကောင်းသူတော်ကောင်းတို့ကာမနဲ့ဘဝရဲ့အကြောင်းဟုတ်လားအဲ့ဒီကာမရဲ့ပေါ်မှာဆွဲမဲ့မှုကင်းသွားအောင်ဘဝရဲ့ပေါ်မှာဆွဲမဲ့မှုကင်းသွားအောင်ဆိုတာကအခုလုပ်နေတဲ့လုပ်ငန်းဟာလမ်းစဉ်ပဲနော်မဂ်ခင်၈ပါးတတိပဋ္ဌာန်တရားတော့ဘယ်လိုပဲပြောပါဟုတ်လားကိုယ်ဘဝကိုယ်ခန္ဓာရဲ့အကြောင်းကိုမှန်မှန်ကန်ကန်သိအောင်မြင်အောင်နော်တတိကိုဗราဏနေရာမှာထားပြီးတော့ဝရိယနဲ့ဒလဇတ်တတိတီးနေအောင်ကြိုးစားတာဟုတ်လားဘာပဲဖြစ်ဖြစ်တတိရှိနေအောင်ကြိုးစားတာတတိထားတဲ့အလေးချင်းများလာမှသာလေဒီလုပ်ငန်းကိုပို့ပြီးတော့ကျွမ်းကျင်မှာပေါ့နော်ဦးဇင်းတို့မကြပြောဥပါတယ်နော်ချင်းလုံးလေးတွေပြပြီးတော့အလှခတ်ပြီးတော့ပြပြီးတော့စားတဲ့လူတွေဟုတ်လားအရင်အော်စရာကောင်းတယ်နော်တာမန်လူတယောက်ဘလို့မှလုံးမပြနိုင်တဲ့အနေအထားမျိုးကိုသူတို့ကသွားရင်လာရင်စားရင်တောင်းရင်နေရင်ထိုင်ရင်နဲ့ပေါ့ပါဖြစ်တော့လှုပ်သွားနိုင်တယ်ဘာလို့လှုပ်သွားနိုင်တာတော့အလေးကျင့်လို့ဘယ်လောက်ထိလေ့ကျင့်တာတော့ဘဝနဲ့ရင်းပြီးတော့လေ့ကျင့်ဟုတ်တယ်မဟုတ်လားဘဝနဲ့ရင်းပြီးတော့လေ့ကျင့်တာနော်အေးအဲ့လိုပဲဒီတတိပဋ္ဌာန်တရားကိုဘဝနဲ့ရင်းပြီးတော့လေ့ကျင့်မယ်ဆိုလို့ရှိရင်ကိုကအများကြီးကျွမ်းကျင်မယ်လိမ့်မှာပဲဘယ်လိုအာရုံမျိုးနဲ့ပဲတွေ့ဘယ်လိုအနေထားနဲ့ပဲရောက်သူစိတ်ကိုသူတတိနဲ့ထိန်းပြီးတော့တက်တက်မတ်မတ်အသိဉာဏ်နဲ့နေသွားနိုင်မယ်ဒါကြောင့်မို့လို့ကိုယ့်ရဲ့ဘဝထဲမှာနော်တရားကိုအမြဲတမ်းရှိအောင်လုပ်ရမှာနော်ဒီလိုလေးလာထိုင်တဲ့အချိန်မှားတာလည်းဒါတရားလုပ်ရမယ့်အချိန်လို့နားလည်ထားလို့ဘလို့မှမပြည့်စုံဘူးနော်အဲ့တော့ဒီလိုမနေတဲ့အချိန်တွေကအဆမတန်မများဘူးလားဒီလိုနေတဲ့အချိန်ပဲတရားနဲ့နေမယ်ကျန်တဲ့အချိန်မနေဘူးဆိုရင်မတရားနေတဲ့အချိန်ကအရင်များတယ်ပေါ့နော်အဲ့လိုဆိုလို့ရှိရင်နည်းနည်းလေးရှုလိုက်ရှာတာနည်းနည်းဖြုံတာမြန်ဖြစ်နေအဖတ်တင်တဲ့လူကိုရှိမှာမဟုတ်ဟုတ်တယ်မဟုတ်လားဒါကြောင့်တာမန်အချိန်တွေမှာတရားနဲ့နေတတ်အောင်ကြိုးစားရမယ်ဒါကတရားတရားအလွန်ရည်ကြီးတယ်ကိုဘယ်လောက်ယုံကြည်တယ်လဲဒီလုပ်ငန်းကိုနော်တကယ်တမ်းပြောရမယ်ဆိုရင်အဲ့ဒီတရားတရားမှာသွားပြီးတော့နော်အကြောင်းတရားကနော်အဓိကကြားတဲ့အနေထားရောက်နေတာယုံရင်ယုံတဲ့လောက်လုံးမှာနော်ယုံပြီဆိုလို့ရှိရင်တော့ဘယ်လောက်ခက်သူကလုံးမှာပဲဘယ်လောက်ကြာမယ်လို့ပြောသူကလုံးမှာပဲမဖြစ်နိုင်ဘူးထင်လဲသူကတော့လုံးမှာပဲတကယ်ယုံပြီဆိုလို့ရှိရင်ခုဒီကရမတို့ဦးဇင်းတို့တွေကနော်အဲ့လောက်ကြီးဘဝထဲမှာဒလဆက်ဆောင်နိုင်တဲ့အနေအထားကိုရောက်အောင်တရားတရားကမထက်တန်ကြအောင်ဒါကြောင့်တရားတရားကိုထက်တန်အောင်လဲကြိုးစားရမယ်နော်ဟိုတလောကဒီပါမှာဆိုတဲ့စာအုပ်တော့ပုံဖတ်ရတယ်ဝင်းမင်းထွေးပါတာပြန်နော်အိန္ဒိယကကလမာကြီးဒကမာကြီးတယောက်ရဲ့အကြောင်းနော်တရားပြဆရာမကိုဖြစ်သွားတာနောက်ပိုင်းကျတော့ခုတော့မရှိတော့ပါဘူးမဟာကြီးစော်ကြီးရဲ့တပည့်အဲ့ဒါသူက12နှစ်သမီးလောက်တည်းကစပြီးတော့သူတို့အိန္ဒိယထုံးတာရအိမ်အောင်ချခံရ14နှစ်သမီးရောက်တော့သူ့ယောက်ျားကဗမာပြည်မှာအလုပ်လုပ်တာဆိုတော့ဗမာပြည်သူလိုက်လာအဲ့နောက်တော့ယောက်ျားသေးသားသမီးတွေကသေးသူကငကိုတည်းကဆိုသူအတင်းတရားအထုတ်ချင်တာသူတို့အမျိုးနွယ်ကငကိုကစဗုဒ္ဓဘာသာမျိုးနွယ်အိန္ဒိယမှာတဲ့အဲ့ဒါနောက်တော့ဦးဇင်းတို့မာကြီးစော်ကြီးရဲ့နီးနဲ့တရားအထုတ်တဲ့အနာဂါရိယမုနိန္ဒရဆိုတာရှိတယ်သူတို့လိုလူမျိုးပေါ့အိမ်ယာမထောင်တဲ့တရားပြဆရာတယောက်အဲ့ဒီမှာသူတရားအထုတ်တယ်နောက်တော့မာကြီးစော်ကြီးရဲ့ထံမှာပဲသူတရားအထုတ်တယ်ဟောပါရမီလဲပါလာတာလဲဆိုရမယ်ပေါ့နော်သူတရားဓုတွေရတယ်တရားဓုရတဲ့အကြောင်းတွေလဲအပွင့်လင်းလင်းသူပြောတယ်အဲ့ဒါဦးဇင်းတို့ဒီဒေါ်လာယေရှုကတက်လာတဲ့အခါကျတော့တချို့ပြည်ကြီးပြန်ကြတာသူကလည်းအဲ့လိုပြန်ဒါမပြန်ကျင်လို့ရှိရင်လည်းပဲဆရာတော်ကြီးတွေကလက်မှတ်ထိုးပေးမယ်နေမယ်ဆိုနေလို့ရတယ်ဒါပေမဲ့သူပြန်မယ်သူ့ရဲ့အမျိုးတွေကိုသူတရားပြချင်တယ်သူ့ရဲ့အဓိကအားသာချက်ကဘာလဲဆိုတော့အချိန်တိုင်းနိုးချနေတဲ့အချိန်တိုင်းမှာသတိရှိတယ်ပြောရရင်မဟာသတိပဋ္ဌာန်သုတ်တံမှာလာတဲ့နေ့ကိုသူအပြည့်အဝကျင့်သုံးတယ်မျက်တောင်ခတ်တာဆိုသတိရှိအောင်လုပ်မယ်တတွေးထွေးတာဆိုသတိရှိအောင်လုပ်မယ်ဘာလေးလှုပ်သတိရှိအောင်လုပ်မယ်လုံးဝမပြတ်စေရအောင်တကယ်ကိုအံ့ဩစရာကောင်းလာအောင်ကျင့်သုံးနိုင်တယ်ရက်အနည်းငယ်အတွင်းမှာတရားလူတရားမြတ်ရတာမဟာသတိပဋ္ဌာန်သုတ်တံကြီးထဲမှာ
9 ရက်ကျင့်တရားရမယ်လို့မြတ်စွာဘုရားအတိလင်းဟောထားရှိရနော်9 နှစ်ကစပြီးတော့9 နှစ်ထားလိုက်အောင်6 နှစ်6 နှစ်ထားလိုက်အောင်5 နှစ်နောက်ဆုံး1 နှစ်ထားလိုက်အောင်6 လ6 လထားလိုက်အောင်နောက်ဆုံးဘယ်ရောက်တော့9 ရက်နော်စဉ်းစားနော်ဒါမြတ်စွာဘုရားမဟုတ်ဘဲနဲ့ဟောမလားဟောအဲ့တော့နီလန်းပိုင်းဆိုင်ရာမှာမလို့ခက်တာကလူတွေကကိုယ့်ရဲ့တရားကိုမစစ်ဆေးဘဲနဲ့နီလန်းကိုပြန်စစ်ဆေးနေတာကိုဒီခေတ်မှာတော်တော်ကိုစိတ်ပြက်စရာကောင်းအောင်တွေ့ရတယ်ကိုကဒီနီးကိုလှုပ်လို့ပြောရင်သူတို့ကအဲ့ဒီနီးကိုကိုပြည့်ပြည့်ဝဝလုံနိုင်လားမလုံနိုင်လားမစီစစ်ပါပဲနဲ့ဟာဒီနီးကမဟုတ်ဟိုနီးနဲ့လှုပ်ကြည့်မှာဟာဟိုကဒီကိုလာလို့ရှင်ဘယ်နေ့အတွင်းရမှာဆိုတော့သူတို့ကမြန်သွားခြင်းနော်ဘယ်နာမှပုံထားတာမရှိဘူးနော်တရားဆိုတာကိုယ်ခန္ဓာကိုယ်ပဲကြည့်ရမှာဘယ်နာသွားကိုလှုပ်ရမှာတော့ပေါ့ရဲ့လားအဲ့တော့ကိုကဘလို့ဖြစ်နေတော့ဆိုတော့မြတ်စွာဘုရားပြောတာကိုမယုံရရောက်နေတယ်မြတ်စွာဘုရားမဟာသတိပဋ္ဌာန်သုတ်တန်ကြီးရာလို့နော်ဒီနည်းကဒီရဲ့အတွင်းကိုရနိုင်တယ်လို့အတိလင်းပြောတာဒါပေမဲ့ကိုကကိုတန်တရားမဖြစ်ပါပဲနဲ့ဘာလို့တန်တရားဖြစ်နေတာနီလန်းကိုတန်တရားဖြစ်နေတာတော့ဟုတ်တယ်မဟုတ်လားတကယ်တော့ကိုယ်ခန္ဓာကိုကြည့်တဲ့နီလန်းတွေအကုန်လုံးအမှန်ကြီးပဲအဲ့မှာတခုဒါစက်မိလို့သတိပေးတာပေါ့လေတချို့ကကိုနားလည်ထားတဲ့နီလန်းလေးကိုအမှန်လို့ထင်အဲ့ဒီလောက်နဲ့ပြဿနာမရှိဘူးဟုတ်တယ်အမှန်ပါပဲနီလန်းတွေတချို့အမှန်ကိုအမှန်လို့ထင်တယ်ပြဿနာရှိတဲ့ကဘာလဲဒီနီလန်းကမှန်တယ်ဟိုနီလန်းကမှားတယ်ဆိုရင်တော့အကြီးအကျယ်ပြဿနာရှိပြီအဲလူတွေကငါနီးမှန်တယ်ဆိုတော့မရက်တဲ့လူကများဟုတ်လားဒီနီးကမှန်တယ်ပြီးရင်ပဲလာတော့ဟိုနီးတွေကမှားတယ်ဆိုတော့သူများအထင်သေးတယ်ရှုံချတာအဲမြတ်စွာဘုရားကိုပဲသွားထိခိုက်တယ်တကယ်တမ်းအလွန်ပေါင်ကျင်းတာပေါ့နော်ဘလူတွေဖြစ်တဲ့လုံဆိုလို့ရှိရင်ဘာဘုသူတ္တမှာအစာမင်းကရှာထားတာမရှိဘူးစားကြတာလေးဟုတ်လားပြီးထင်ပြီးတော့ကိုယ့်ကိုကျေပြန့်အောင်လေ့လာမယ်လို့လည်းစိတ်ကူးမရှိဘူးဟုတ်လားအပါပါနဲ့ပြောတာတွေကိုနားထောင်ပြီးတော့ဒါဟုတ်ပြီဆိုပြီးတော့ဒါဟုတ်ပြီဆိုတာနဲ့ပြဿနာမရှိသေးဘူးနော်ဟိုဟာမဟုတ်ဘူးဆိုရင်ပြဿနာကရှိနိုင်တယ်အဲ့ဒါကိုသတိထားစေချင်ဟုတ်လားအလွန်မြင့်မြတ်တဲ့စိတ်နဲ့အလွန်မြင့်မြတ်တဲ့ရလက်ကြီးကိုရခြင်းလို့အလွန်မြင့်မြတ်တဲ့အလုပ်ကြီးကိုလောက်ခါမှအလွန်မမြင့်မြတ်တဲ့ဘက်ကိုထိုးဆင်းသွားမှာဆိုလို့ဟုတ်လားမဖြစ်နိုင်ဘူးလားဖြစ်တယ်နော်လေဒီဆိုတော့ဘုရားကြီးဆုံးမတာလေးတခုရှိတယ်သူခေတ်ကပရမတ်သမားတွေပေါ့နော်အဘိဓမ္မာစကားပြောကြတာစာသမားတွေပေါ့ပရမတ်အကြောင်းတွေကိုပြောရတာအသင်းချိုအကြောင်းတွေအဘိဓမ္မာအကြောင်းတွေပြောရအပြောရင်းနဲ့ဆိုကြီးကဆုံးမတာသူတို့အဲ့စာတွေပဲညင်းနေတာညင်းတဲ့လောဘဒေါသတွေဖြစ်ပြီးတော့နော်အဲစာညင်းတဲ့တခါလက်ဖက်ရည်တောက်ပကံနဲ့ကောက်ထုတယ်ဆိုလားဟုတ်လားအဲ့ဒါသတင်းသားကရေးတယ်တဲ့ညင်းတာကဘာညင်းလဲဆိုတော့ခန္တီတရားကြောင့်ညင်းတာစဉ်းစားတယ်မကောင်းဘူးလားဟိုသူတော်ကောင်းတရားကြောင့်ပြောကြရင်လည်းတချို့ဘာဖြစ်တော့အကုသိုလ်တွေဖြစ်နေတာနော်ဟုတ်လားဒီနည်းသွားနင်တို့ဒီနည်းမှမပြောရင်နင်တို့မှားတယ်အရန်တနာတယ်ဗောမတချို့ကတနာတောင်တနာနေတယ်ဒီလားဥစဉ်အမတို့ဟိုတကိုင်းမှရှိတယ်အဲ့ဒါကမကြီးတယောက်ကပြောတယ်တဲ့ပါအထုတ်ကြီးအဲ့ဒီနည်းအာမထုတ်လို့တနာပါတယ်လို့ပြောတယ်ဟုတ်လားအဲ့တော့ကိုကလုံနေတာအမှားတွေကြာတယ်နော်ဒါကြောင့်ပေးတဲ့ပေါင်းသူတော်ကောင်းတို့ပဲရောက်သွားခုနဒီပါမှာအကြောင်းပြောတာသူကဘာလဲဘဝထဲမှာအမြဲတမ်းတရားရှိအောင်လုပ်တယ်အဲ့ဒါကိုဘုံဘုံကတော့အကြိုက်ဆုံးပဲဟုတ်လားတချို့အလုပ်တဲ့အချိန်ဆွတ်လုပ်ပြီးတော့ကျန်တဲ့အချိန်တော့ပြောဆိုအကုန်ပြစ်ထားတယ်အဲ့ဒီအချိန်ကဘာလဲဒါပဲလေသူအဖြေရှင်းနေတာပဲကဲဟိုအချိန်သူဘာကြီးဖြစ်လို့နေဒီအချိန်ကတော့သတိမရှိတဲ့အချိန်ကတော့မောဟနဲ့နေတာပေါ့မှားယွင်းမှုအပြည့်နဲ့နေနေတာဒါပဲဟုတ်တယ်မဟုတ်လားဒါကြောင့်ပေးတဲ့ပေါင်းသူတော်ကောင်းတို့သောတနာဒကမာကြီးအကြောင်းအကြတရားနည်းနည်းပြောမယ်အဲသူပြန်ပြီးတော့သူ့အိန္ဒိယပြန်မယ်ဆိုတော့ဆိုကြီးကအဲ့လိုဆိုရင်တကိုးတွေအကြောင်းကိုသိတဲ့နေအောင်အဲ့ဒါနဲ့သူ့ရဲ့ဆရာမုနိန္ဒရာဝိသုဒ္ဓိမက်မှာလာတဲ့နီးတွေတကိုးအဋ္ဌိပတ်ကျင့်တဲ့နီးတွေအကုန်သင်ပေးတာအဲ့ဒါလည်းပေါက်မြောက်တယ်အဲ့ဒီကမာကြီးကနန်းရံတွေပါတိုင်းဖောက်လို့ထွားတကားဘောက်တွေပိတ်ထားတယ်ဖွင့်ထားတယ်တိုင်းဝင်ထွက်သွားလာလို့ရတယ်နောက်တစ်ခါဆိုလို့ရှိရင်ဒီလေထဲမှာတိုက်ကြီးဆောက်တယ်အဲ့တိုက်ပေါ်နဲ့သူ့ကိုပြုံးပြနေတယ်မြေကြီးထဲကိုရေလုံငုပ်ပြီးတော့သွားတယ်ထွက်လာတော့အရေတွေရွှဲရွှဲရှုံတော့ထွက်လာတယ်အကုန်မှတ်တမ်းတင်ထားတာအဲ့တခါကြီးအဲ့မှာထူးတာပါလဲဆိုတော့ဦးဇင်းတို့အတွင်းရင်မှုချုပ်ကုလသမဂ္ဂအတွင်းမှုချုပ်ဥတ္တန်ဟုတ်လားဥတ္တန်ကိုအတွင်းရင်မှုချုပ်ခန့်လိုက်တယ်ခန့်ပြီးကစားအဲ့ဒီမှာဥတ္တန်ကဒီယာတုလက်ခံတဲ့မိန့်ခွန်းပြောမှာမပြောသေးဘူးဘယ်နေ့ဘယ်ရက်ပြောမယ်ယာတုတော့ရပြီလက်ခံတဲ့မိန့်ခွန်းပြောမယ်
အဲ့ဒါကိုဒီဆရာကြီးကဒီပါမှာဒကမာကြီးကိုအဲ့ဒီယာတို့လက်ခံတဲ့မိန်ကုန်းကိုအနာဂတ်ကိုကြိုးကြည့်ပြီးတော့ပြောလို့ခိုင်းတယ်နော်အဲ့ဒါကိုပြောတာအဲ့ဒါကိုကက်ဆက်နဲ့အတန်ဖမ်းတာဥဒ္ဒံကတကယ်မပြောသေးဘူးနော်အဲ့ဒါသူကြိုးပြီးတော့ပြောတာအတန်ဖမ်းတာဥဒ္ဒံပြောတဲ့အချိန်ကျတော့ဖွင့်ကြည့်ရအကုန်တထက်ထဲဖြစ်နေတယ်သိလားနောက်တော့ဒီတကုတ်ကိစ္စတွေကဒီမြင့်မြတ်တဲ့တရားတို့တရားမြတ်ရာရေးကိုအနှောင့်အယှက်ဖြစ်တယ်ဆိုတော့အသုံးမပြုဘူးပေါ့။ဇံကအနှောင့်အယှက်ပြုတာမဟုတ်ဒီတကိုးတွေကတော့သူအများကြီးသူ့အတွက်အချိန်ပေးရတာရှိတယ်။ဟုတ်လားဒါတော့ဘုံဘုံတို့ကောင်းကောင်းတော့နားမလဲပါဘူး။ဟုတ်လား။ဒါကြောင့်မလို့အဲ့ဒီနည်းတွေကိုတိတ်ပြီးတော့အဲ့ဒါတွေကိုတိတ်ပြီးတော့အသုံးပြုတာမရှိဘူး။မြတ်စွာဘုရားဟောထားတဲ့ဗျာတိဟာ၃မျိုးနဲ့လည်းပဲဆက်ဆက်ပြီးတော့တွေးရရှိတာ။တကယ်တမ်းကတကိုးဗျာတိဟာဆိုတာမျက်လက်တစ်ဖွဲ့ဖြစ်တယ်ပြုသူကိုယ်သာနဲ့အကျိုးရှိသေးတယ်ဒီစကားလေးတွေကအလွန်ကြစ်လက်တယ်နော်ဒါကြောင့်သူကောင်းငင်ပြန်နေတာကို့ဘာအကျိုးရှိတော့သူပြန်လို့သူပြန်နေတာလေပြန်ပေါ့ဟုတ်တယ်မဟုတ်လားဒါအယူရှင်းရှင်းလေးနားလည်ဖို့လိုတယ်နော်မြေကြီးထဲဝင်သွားတယ်သူဝင်ပေါ့ကဲကို့ဘာဖြစ်တော့ဘာမှဖြစ်ဘူးလေဒါမျက်လက်နဲ့တူတယ်လို့အကဲ့ရဲ့ခံရတာရှိမယ်အံ့ဩစရာကောင်းတယ်ဆိုတာကိုလူတွေကလိုအပ်တာတဲ့ပို့ပြီးတော့အထင်ကြီးနေတာပေါ့တကယ်တမ်းတဲ့တဲ့စဉ်းစားရမှာကဒီဟာတွေကဘာအကျိုးသက်ရောက်မှုရှိလဲဆိုတာကိုစဉ်းစားဒါအဓိကနော်အကျိုးရှိဖို့ကအဓိကနော်ဒါကြောင့်မြတ်စွာဘုရားဗျာတိဟာတွေထဲမှာအနုတာသနီဗျာတိဟာအဆုံးအမဆိုတဲ့တကုတ်ဗျာတိဟာတန်ဖိုးကြီးဆုံးပဲမြတ်စွာဘုရားဟောခဲ့တာလည်းအဲ့ဒါတွေပဲဟုတ်လားဒါကြောင့်ဒီထူးတယ်စမ်းတယ်ဆိုတဲ့တကုတ်ကိစ္စတွေကိုစိတ်ဝင်စားတာကောင်းတယ်မို့တော့ပေါ့ရဲ့လားဒါပေမဲ့ယုံကြည်မှုတက်တန်ဖို့အတွက်တရားတွေဆိုတာဒီစိတ်ရဲ့သဘာဝတွေဆိုတာအလွန်စမ်းကြယ်ပါလားနဲ့နဲပါလားဆိုတာကိုနော်ခိုင်မာတဲ့တရားဖြစ်အောင်လို့ဘုံဘုံတို့ကကြားဥတာလေးတွေကိုပြောပြတာဟုတ်လားအဲ့တော့အဓိကပြောချင်တာကဘာလဲတရားဆိုတာအချိန်တိုင်းတကယ်တမ်းကလုံးမတရားတူတရားမြတ်ရနိုင်တာကန့်သက်ချက်ကြီးအဲ့လိုကြီးအတိအကျကြီးပြောတာတော့မဟုတ်ဘူးပေါ့နော်တော်တော်အချိန်နဲ့ပိုင်းပြီးတော့လုံရင်းနဲ့ရတဲ့ပုံကိုယ်တွေလည်းရှိမယ်ပေါ့ဟုတ်လားသို့တော်လည်းပဲတကယ်ကအချိန်နဲ့အမျှမရမချင်းအနာမရှိအားမရှိတတ်နိုင်တယ်များလောက်ရမယ့်အရာဖြစ်တယ်ဆိုတာကိုတော့မှန်မှန်ကန်ကန်နားလည်ထားဖို့မလိုဘူးလားအေးအဲ့တော့ဦးဇင်းတို့ပြောချင်တာကကိုစစ်ဆေးဖို့လိုတယ်နော်တရားနိလန်းတွေကတိတ်ပြီးတော့စစ်ဆေးတရားအကြောင်းမရှိဘူးများသောအားဖြင့်ပေါ့နော်စစ်မှန်တဲ့နိလန်းတွေပဲများပါတယ်အဲ့လူတွေကကိုတိတ်မစစ်ဆေးပဲနဲ့နိလန်းတွေပဲတစ်ခုပြီးတစ်ခုပြောင်းပြီးတော့အဟိုပြောဒီပြောနေပွားရင်းနဲ့ခြားခြားလေးလဲနေမှာဆိုလို့သဘောပေါက်ရဲ့လားအေးအဲ့တော့ဦးဇင်းတို့ပေးတဲ့ပေါင်းတော်ကောင်းတို့ဒီမာဂန္ဒီယသုတ်တံကိုလည်းပဲထပ်ပြီးတော့လေးလာကြည့်စေခြင်းနော်ကာမဆိုတာဘာလဲကိုဝန်းကျင်မှာကိုတန်တံမှာအမြဲတမ်းဖြစ်နေတဲ့အရာနော်ဘဝဆိုတာနော်ငါဆိုပြီးတော့ကိုအကြီးကျယ်ဆွဲထားတဲ့အရာဒါတွေရဲ့အကြောင်းကိုသိခြင်းဟာအကြီးကျယ်ဆုံးအနည်းနဲ့ဆုံးဉာဏ်ပညာဖြစ်တယ်ဆိုတာလက်မခံလို့မရအောင်ဒါကိုသိအောင်လုပ်ရမယ်ကာမသည်နုနာနဲ့တူတယ်ဘဝသည်ယောဂတုံယောဂပဲဖြစ်တယ်အနှစ်ချုပ်ကဒါပဲနော်အဲ့ဒါကိုဥမာမျိုးမျိုးနဲ့မြတ်စွာဘုရားတဘာဝကြအကျိုးတင်အကြောင်းနဲ့ရှင်းလင်းပြတယ်နောက်ဆုံးအနာယောဂကင်းတဲ့စစ်မှန်တဲ့ချမ်းသာကိုရကျင်တယ်ဆိုလို့ရှိရင်သူတော်ကောင်းကိုပေါင်းပါဒါဆိုရင်သူတော်ကောင်းတရားနာရပါလိမ့်မယ်သူတော်ကောင်းတရားနာရပြီဆိုရင်သူတော်ကောင်းအကျင့်ကိုကျင့်ရပါလိမ့်မယ်သူတော်ကောင်းအကျင့်ကိုကျင့်ရပြီဆိုရင်သူတော်ကောင်းတရားကိုသိရပါလိမ့်မယ်။ကင်ဘလောက်ရိုးရှင်းတော့နော်ဒါကြောင့်ပိဿပေါင်းသူတော်ကောင်းတို့သည်အပမဒဆိုတဲ့တတိတရားလက်ကင်ထားပြီးတော့နော်ကာမနဲ့ဘဝကနော်လွတ်မြောက်ပြီးတော့နောက်ဆုံးစစ်မှန်တဲ့ချမ်းသာနော်အနာရောဂါကင်းခြင်းနော်နိဗ္ဗာန်ချမ်းသာဒီစစ်မှန်တဲ့ချမ်းသာကိုမျက်မှောက်ပြုနိုင်ကြတဲ့နော်သူတော်ကောင်းတွေဖြစ်ကြပါစေလို့ဦးဇင်းတို့ဆန္ဒပြုပြီးတော့ဒီကနေ့ပိဿပေါင်းသူတော်ကောင်းတို့ကြိုးစားအထောက်ကြရသောဒါနသီလသမာဓိပညာကုသိုလ်ကောင်းမှုအစွတ်စွတ်တို့ရဲ့စွမ်းတတ္တိကြောင့်ဘုရားတပည့်တော်တို့သည်မဲ့ညာဘုံညာမျက်နှိပ်ဗံကိုလင်းမြန်ထုတ်ချောက်မျက်မှောက်ပြုပါရစေကုန်သောဟုပတ္တနာအောင်စုပြုကြကုန်ရာတည်းကဲဆုတောင်းကြအမြတ်ဝေကြအောင်နော်အလုံးမိမိတို့ပြုလုပ်ထားတဲ့ကုသိုလ်ကောင်းမှုအစွတ်စွတ်ကိုအာယုံပြုပြီးတော့ဤကုသိုလ်ကောင်းမှုအစွတ်စွတ်ကြောင့်မဲ့ညာဘုံညာမျက်နှိပ်ဗံကိုလင်းမြန်ထုတ်ချောက်မျက်မှောက်ပြုပါရစေလို့ဆုတောင်းကြမယ်အလုံးသောတတ္တဝါနန္ဒကုသိုလ်ကောင်းမှုရဲ့အဖို့ပါကအညီအမျှရပြီးတော့ချမ်းသာကြပါစေလို့စေနာမေတ္တာရှိထားပြီးတော့အမြတ်တမ်းများပေးကြမယ်အလုံးညီညာညာဆိုကြရအောင်အရှင်ဖေယ
ဘုရားတပည့်တော်တို့သည်ယနေ့ယခုပြုလုပ်အပ်သောဒါနသီလသမာဓိပညာကုသိုလ်ကောင်းမှုအစွတ်စွတ်တို့ကိုပြုလုပ်ကြပါကုန်၏အရှင်ဘုရားဤကောင်းမှုဤကုသိုလ်တို့ဤအစွမ်းတတ္တိကြောင့်မဲ့ညာဖို့ညာညနိဗ္ဗာန်ကိုလင်းမြန်ထုတ်ချောက်မျက်မှောက်ပြုအပ်ပါလို၏အရှင်ဘုရားဤကောင်းမှုဤကုသိုလ်တို့ဤဘုဘာကကိုအသက်ထင်ရှားရှိမရှိဖြစ်ကုန်သောဘိုးဘွားမိဘဆွေမျိုးသားချင်းတို့အားအစထား၍32ဘုံရှင်လီကုန်သောတတ္တဝအနန္တတို့အားထတ်တူထတ်မြတ်ဧဝေငှပါ၏အမြရကြ၍ကိုယ်စိတ်နှဖျားကျမ်းမာချမ်းသာကြသည်ဖြစ်ကြပါစေသောကုသိုလ်အမြတ်အမြတ်အမြတ်ယူတော်မူကြပါကုန်လောသာဓုသာဓုသာဓုကုသိုလ်အမြတ်အမြတ်အမြတ်ယူတော်မူကြပါကုန်လောသာဓုသာဓုသာဓုကုသိုလ်အမြတ်အမြတ်အမြတ်ယူတော်မူကြပါကုန်လောသာဓုသာဓုသာဓုအလုံးကိုယ်စိတ်နှဖျားချမ်းသာချမ်းသာကြပါစေဆရာတော်ရှင်သူမြတ်ဗျာဗုဒ္ဓသာသနာစီယံတိတ်တထု3ကျက်ရွတ်ဆို၍ပထမနေ့ညချမ်းတရားပွဲကိုအောင်မြင်စွာရုပ်သိမ်းပေးပါရန်ယူသေးစွာလျှောက်ထားအပ်ပါသည်ရှင်ဗျာဗုဒ္ဓသာသနာစီယံတိတ်တထုဗုဒ္ဓသာသနာစီယံတိတ်တထုဗုဒ္ဓသာသနာစီယံတိတ်တထုသာဓုသာဓုသာ